ဘုံဘဝမှာကျုံဆုံရတဲ့ချစ်ဆိုရဲ့အရာအားရဝါလို့တီဆောက်ခဲ့တာလူဘဝမှာမမှုရအနွယ်ရှစ်တွေလေးမြတ်တာအချစ်ဆိုတာဒုက္ခနာမပါနဝရရှင်နှောင်းတာသူနဲ့ရှင်မဟာရထတာရဝနပါပါသူတို့လူရဲ့လက်တွေသူရဘဝဝရင်ဆိုင်ရှင်ပြိုင်မလားဒါမှဒီနန္ဒဝင်မြောက်တဲ့သူတို့ချစ်မှာဟဲ့ပန်သူတို့ခိုင်ကင်တို့မောင်လုံးတို့ဘယ်ရောက်နေကြတယ်အရေးဟဲ့အကြောင်းဟဲ့ဆိုလို့ခိုင်းစရာရှိရင်သူတို့ရှာနေရတာနဲ့ပဲအချိန်ကုန်နေခိုင်တင်ရဲ့ဦးလေးနဲ့အပြင်ဘက်ကိုလိုက်သွားပါမောင်လုံးကမိဖို့ကြောင့်လဲမနင်ကရောဘာလုပ်နေတယ်မြင်တဲ့အတိုင်းပါပဲမတ်တက်ရက်ပြီးစစ်လေးတောက်နေတာဘာပြောလဲဩလက်ရှိအနေထားကိုပြောတာပါမမလေးရဲ့အမိန့်တန်ထွက်မလာခင်စက္ကန့်ပိုင်းအထိတော့ခြံထဲမှာမျက်နှုတ်နေပါနင်ရလေစကားပြောရင်အတွန့်တက်ကလေးတွေမပိုင်ဘယ်တော့မှမပြီးဘူးသွားဒီမှာငါဧည့်သည်ရောက်နေလို့လီမွန်ပါလီတစ်ခွက်ဖြော်ခဲ့တာမမလေးရောတောက်အောင်ပါနင့်ကိုတစ်ခွက်ထဲဖြော်ခဲ့ပါလို့ငါဗမာလိုပြောနေတယ်ခါအေးဖြော်ခဲ့ရမလားအနေတော့လားရေခဲမှုမှာဆွဲခဲ့မခွက်နဲ့ထည့်ခဲ့ရမလားအဖန်ခွက်တည်းထည့်ခဲ့ရဖန်ခွက်ဟေးဖန်ခွက်မလီမောလိုက်ကြပန်သူရဲ့ငါကိုယ်တိုင်ထဖြော်ရင်တော့ဒီလောက်မောမှာမဟုတ်ဘူးနေတော့ငါပဲဖြော်တော့မယ်နဝေတိန်တောင်းနဲ့ဒီကောင်ဘယ်ကကောင်လဲမေငါဘယ်ကကောင်လဲဆိုတာကိုအသာထားလို့မင်းခုချိန်ကြီးမျိုးစို့နေတဲ့စပားတွေဘယ်နေရာကထွက်တယ်လဲဆိုတာကိုရောမင်းသိရဟုတ်လေတဲ့ကထွက်တာပေါ့ကွာအေးလေတဲ့ရတဲ့ကမင်းတို့ကျေးဇူးရှင်တောင်းသူလေသမားဦးကြီးတယောက်ရဲ့ရင်သွေးတောမှာမွေးပြီးတောမှာကြီးပင်းလာတဲ့မြေမင်းသားပန်တုဆိုတာငါပဲဟာဒီကောင်စကားပြောတာရိုင်းလာကြီးလားမေအရင်နဲ့အရင်ဆိုတာကိုမင်းဘယ်ကျန်းကန်တွေကဘယ်စာပေစကလုံးတွေနဲ့နှိုင်းရှင်ပြီးဝေဖန်လိုက်တာဟဲ့စကားပြောတဲ့နေရာမှာမင်းတွေငါတွေတလှေကြီးနဲ့ရင်ကျဲမှုရေစည်းကြောင်းကိုပြောင်းပြန်စံတက်နေလို့ပြောနေတာပေါ့ကွာဒါကတော့မိတ်ဆွေရဲ့ငစိမ့်တန်းတွေကိုတမာရီချိန်ဝင်ယူလာပြီးအလုပ်လုပ်လို့မရတယ်လို့ရတနာဈေးတန်းထဲမှာလည်းဝရင်တုတ်ကင်ပြီးထိုင်းနေကြမလို့ပါအေးဒါပေမဲ့ဒီတောဟာကြားပေါ်မှာသိရင်တော့တရားတော်နဲ့ဖြစ်ပျက်ကိုရှုနေမဲ့အစားအသက်လူကိုကိုယ့်ဘက်ကလက်နဲ့တည်းစုထားမှာကျုပ်ကိုအကောင်လို့စခေါ်တာဘာတူလဲအောင်မငါတယောက်လုံးရှိနေတဲ့ကြားတွေကငါဧည့်သည်ကိုပမာမခန့်ပြန်ပြောနေလိုက်ကြနင်အခုထွက်သွားစမ်းဒါတထေးသားဟဲ့တထေးသားဘာမှန်းနေလဲတထေးသားကိုလေးစားရမယ်လို့လောကတာရာပြုတ်ထဲမှာလည်းမဖတ်ဘူးငယ်ငယ်တုန်းကပြည်သူနီတိထဲမှာလည်းမတင်ခဲ့ရဘူးဒါပေမဲ့ကျွန်တော်သိတာကတော့တထေးသားဆိုတာလဲခွေးနွားတွေလိုတွေးသားတဲ့တော်ဝါမျိုးပါအောင်မလေးပြည့်ရပါပြီမေရဲ့ကြည်စမ်းခွေးနွားနဲ့နှိုင်းနေကြပြီဟာခွေးဆိုတာထင်သေးစရာမလိုဘူးကိုလူသူ့ကိုအမဲရိုးတစ်ချောင်းကျွေးထိုင်အသက်ပေးပြီးညဘက်မှာလုံကြုံအောင်စောင့်ရှောက်ပေါ်ရတယ်တခေတ်အပေါ်မှာတစ္ဆာလည်းရှိတယ်တခါတလေသူတို့အသက်ပေးပြီးကျေးဇူးတော်ပြန်ဆက်သွားသေးတယ်နွားဆိုတဲ့တော်ဝါကတော့အထွတ်အထွေလေကုန်ခံပြီးညှိုးနေစရာတော့မလိုလုံးဝစိတ်မကူးတဲ့လေတဲ့ຢာထဲမှာစပားဖြစ်လာဖို့အတွက်တောင်သူဦးကြီးတွေနဲ့အတူရုန်းကန်ရှာဖွေပေးနေတဲ့အသက်သခင်กว่าဟဲ့ကမင်းစကားတတိုင်ရှောက်ဝဲနေနေယောက်ျားဆိုတာဖျားစုပါဘဂဝါသားတွေกว่าငါနာမည်ကဝေရန်နဲ့ညင်ညံ့နဲ့မဲ့ခေါ်ထားတာကြည့်ဆက်ဆံရေးမှာနေကြလုံးလို့ပြောနေတာပါပန်သူငါပြောနေတယ်သွားမလားမသွားဘူးလားမမလေးရဲ့အမိန့်ကိုတကွန်တိုင်းပေါ်ကနတ်ရုပ်လိုလက်အုပ်ချီပြီးနာဂံလေးရဲ့ပါခင်ဒီလိုမှပေါ်ကွာကဲသွားစမ်းမကွာကြတယ်ရောင်တော်ပြန်နဲ့ရိုးလွတ်တဲ့မင်းရဲ့အမိန့်ကိုဇောင်းနှန်းထိတ်ကခြင်တဲ့ရုပ်လိုငုတ်တုတ်ထိုင်လေးရဲ့လုံးဝခရီးမဆိုင်ဘူးမှတ်ပါအိမ်ကအလုတ်သမားတွေထဲမှာလေပန်သူဟာတောင်းမကျိုးကျင်ဘူးသူတွေပြောတာဆိုတာတွေကလည်းနေရတကားမှအပေါ်ကြီးလေးကနေလိုက်ရမှကြာရင်သမီးလက်နဲ့တွေ့သွားမှဆိုလို့ဖေဖေကြည့်ပြီးထိန်းထားပေးစီခြင်းဒီလိုရှိတယ်တနည်းဖေဖေလည်းမောင်ပန်သူ့နဲ့အမြဲထိတွေ့နေတာဆိုတော့သူ့ကဲကိုလည်းဖေဖေခတ်မိအမှန်တော့ပန်သူဟာရန်ပြုတ်ခြင်းနဲ့စိတ်နဲ့လူတကာကိုဆက်ဆံနေတာမဟုတ်ဘူးတနည်းမဟုတ်ရင်မခံမမှန်ရင်ခေါင်းမညှိတတ်တဲ့လူစားမျိုးဆိုတော့သူ့သဘောထားကရိုးပြီနဲ့သူ့ရဲ့အနေထိုင်ပြောဆိုတွေကိုသမီးတို့ကသိုးတယ်လို့ထင်မြင်ယူဆနေကြတာမဟုတ်ဘူးဖေဖေမဟုတ်ဘူးဒီလူကြောင့်သမီးတို့ဖေဖေတို့တနေ့နေ့မှာစိတ်ခါကြီးကြကုန်နိုင်နေနော်
စိတ်ခါသာတကယ်ရှိနေကိုယ့်ဘာသာကိုပြန်ချမှကြက်တတ်တာမျိုးပါသူတစ်ပါးကဇွတ်ဆွဲချလို့မရပါဘူးဟုတ်တယ်နော် ပြောရဆိုရင်ကြည့်ပါလားဖေဖေကြားဝင်ပြီးပါလာပြန်ပြီဒီလောက်တောင်နေရတကာမှာဆွာတာတာလှုပ်ချင်နေတဲ့လူဘာကိစ္စမှမသုံးမနဲ့ဖြာလိုက်မှပြီးအစုံနှင်ထုတ်ပြလိုက်စမ်းပါဖေဖေ ဘာကိစ္စမှမသုံးပဲဖြာလိုက်မှပြီးအဆုံးနေထုတ်လိုက်ရင်မမလေးဝါနေစာပြိပခရုံးကိုရောက်သွားမှာပေါ့ဟုတ်တယ်နော် ဖေဖေသူ့ဒီတိုင်းမကြည့်နေတော့မှလားဖေဖေရဲ့တမိဘက်ကလည်းကိုပြောပေးစမ်းမအောင်အလုတ်သမားစကားမပြောဘူးကြည့်ပါလေလူပုံကအ မှန်အမှားဆိုတာကနံပြားလို့မြင်းတဲ့ပြင်းတစ်ခုလားဒါမှမဟုတ်ကံတရားဆိုတာကြံပြားလို့ဘဝနှစ်မျိုးလားဆိုတာအစိုးအကောင်အကြောင်းအကျိုးကိုမိမုံထိုးပြီးတော့အပြေရှာရမှာကပညာရှိတွေရဲ့အလုပ် ဟိုမသိပါဘူး ။ဦးရဲ့အတွေးခေါ်ကိုဘေးချော်သွားအောင်ဘာဖြစ်လို့များလောဆော်နေရတာလဲမမလေးရဲ့ ဟုတ်တယ်သမီးဟုတ်တယ်အခုရင်ငါဖေဖေပြောသလိုပဲမောင်ပန်သူ့နဲ့ပတ်သက်လာရင်သူ့ကိုသမီးခွင့်လွှတ်လိုက်ပါကွာ ဝေးသေး သူဟာသမီးတို့ဖေဖေတို့ကောင်းကျိုးကိုမောင်းချိုးဖြစ်စီပျက်စီးနေတာအောင်လုပ်မဲ့လူငယ်မျိုးမဟုတ်ဘူးလို့ဖေဖေကြီးကစားတယ်သမီး သူပြောတာဆိုတာတွေကမောက်မှလွန်းလို့ပါဖေဖေရဲ့ ။မောက်မာတယ်ဆိုတာလောကမှာကြောက်ကြတစ်မျိုးပဲရှိတယ်လို့ကျွန်တော်ကြားဘူးပါတယ်မမလေး။ကျွန်တော်ကမမလေးတို့နဲ့ပတ်သက်လာရင်တစ်ခေါက်ဖာလို့လူစားမျိုး ပါစမ်းမှာ ။ထုတ်ရင်လည်းကြေမယ်၊ချေရင်လည်းပြားမယ်၊ထားရင်လည်းနေမယ်။အတုံးချတရားရှိလို့ယုံကြည်တယ်ဆိုရင်လေလုံကြီးကစဖဏအစုံနေပြောက်ခိုးအောင်ကာကွယ်စောင့်ရှောက်ထိန်းသိမ်းပေးမယ်လူပါဗျာ မလို့ပါဘူးတို့မှနေနဲ့စိတ်ချရတဲ့မိကန်တစ်တာလို့လူသားမျိုးတွေအများကြီးရှိ ဟုတ်ကဲ့မိခင်ရဲ့အသက်ဟာအကြီးတန်းတဲ့တရေနဲ့တရန်တူတယ်ဆိုတာကိုလည်းမေ့မထားနိုင်ဘူးလူသူတယောက်ကောမိတန်ခံပြီးနောက်ဆုံးပိတ်အပီးခံသွားတော့အထီးကျန်ပြာသားတွေနဲ့ဘာမှသုံးမရတဲ့လောင်စာတွေကိုရင်ဖွင့်ပြတတ်ကြပါလား ကြီးကျယ် ကျွန်တော်ဆိုတဲ့တကောက်ဖာကရောက်ရအရက်မှာအောက်လွာအထက်ကနေပြီးဥစုံအနစ်နာခံသွားမဲ့လူစားမျိုးပါ မလို့ပါဘူး လူအဲ့ရင်ပြောတာ တစ်သက်လုံးမသုံးဘူး ຫນွယ်မြက်တစ်ပင်လဲသုံးတိုင်းရဲ့ဆေးပဲဝင်တတ်ပါတယ်လေ အဲ့ဒီအစားမျိုးတွေကမှတ်လို့လားဟမ်တို့ကအထက်တန်းကြကြနေရမှာစားဝင်အိပ်ပျော်တဲ့လူစားမျိုးဟဲ့ ဟုတ်လား ဟုတ်ကဲ့ ဒါဖြစ်အထက်တန်းကြတယ်လဲဆိုသေးရဲ့ဘာဖြစ်လို့အခုလိုနဲ့ထပ်တိုက်ကြီးနဲ့နေနေရတာလဲတီးတဲ့အထက်တန်းကြတဲ့နေရာမျိုးသွားနေပါလားမမလေးရဲ့ အော်တီးတဲ့အထက်တန်းကြတာရှိသေးလို့ ဟာရှိတာပေါ့တိတ်ရှိတာပေါ့ ဘယ်နေရာမှာလဲ မိသက်မျောစင်ကြီးလေ ဘာပြောလဲတဲ့လေငါမပြောလိုက်ချင်ဘူးဟဲ့မိစိန် ရှင်လာမကြီးမမလေး နင်ဘာလုပ်နေသလဲ ဖယားမနဲ့လဲနေပါတယ်မမလေးပြီးရင်မမကြီးကခန်းစည်းတွေလဲဖို့လဲခိုင်းထားပါတယ် ညနေကျရင်ငါတငယ်ချင်းတွေကိုအခမ်းမှုအတွက်မိဖို့ကြောင့်ကိစ္စတွေရောပြီးစီးကုန်မှာ အားလုံးအစင်းသင်းပါပဲမမလေး အေးဟုတ်ပြီဒီနေ့ငါမွေးနေဆိုတော့အိမ်မှာနင်တို့ကအစအားလုံးတန်းတန်းပြန့်ပြန့်နဲ့လာတဲ့ဧည့်သည်တွေအထင်ကြီးရှိအောင်နေပေးကြရမယ်ကြားလား ဟုတ်ကဲ့ ကဲသွားလှုပ်ရှားရှိရတဲ့အပီးတက်သွားလို့ရှိရင်ရေမိုးချုပ်ပြီးတော့ငါစီလာခဲ့အောင်ငါ့ကိုလက်သေးနေစိုးပေးစမ်း လက်သေးနီလေးတပလင်းကဘယ်နှပိတ်တာလောက်လေးလို့လဲမိစိမ်မအားရင်ကျွန်တော်ပူမပေးမယ် ကြည့်ကိုနဲ့မဆိုင်တာကိုဝင်းပါပြန်ပြီကိုဖိုးပါ မဟုတ်ပါဘူးအဲ့ဒီလက်သေးနီဆိုးတာလောက်တော့ကိုယ့်အကိုဆိုးလဲမရဘူးလားဗျာနေရာတကာမှာတက်တာချောင်ကြီးလှုပ်လုံးတော့လေကြာရင်မိမပြည့်စည်င်းထဲမှာကြောခင်းလေးရဲ့ဓာတ်ပုံကြီးနဲ့ပါသွားမှာစိုးလို့ပါ ပါငါခိုင်းတာဘာဖြစ်တယ်လဲနင်ဟာနေအနေသားကြီး နေတာလို့လေညာတက်နေရင်မမလေးဘွားကိုဘယ်သူကအပြေရှာပေးဦးမှာလဲ ဘာဖြစ်လဲ ဩလောကဒသနာဘဝအဖိဓမ္မာနဲ့လူမှုရေးရှုထောင့်အဖြေကိုပြောနေတာပေါ့ အော် ငွေဆိုတာအဖေကဖြစ်တာပါဆိုတဲ့ခပ်ပေါ်ပေါ်အတွေ့နဲ့အရာရာကိုအလေးမထားပဲခလေးကစားလို့ကြစ်သုံးနေရင်အမြင့်ဆုံးဆိုတဲ့နေရာမှာတတိလေးတော့ထားမှာပေါ့ဗျာတော်ကြာမှအခြေတီးတဲ့လောက်လေဒီပေါက်နဲ့လာတိုးပြီးဖိုးလို့မရပဲအောက်ကိုဇောက်ထိုးမိုးမျိုးကြီးဆင်းသွားနေပါဦးမယ် နင့်ကုသိုလ်နဲ့ငါကုသိုလ်တူတာမှတ်လို့ပန်သူ့ရေ ကုသိုလ်ဆိုတာအခုလိုနေရတဲ့အချိန်မျိုးမှာအပြတ်ပြောလို့မရသေးဘူးလေတပုတ်လုံးမြောင်မင်းဥဒာနဲ့စလာပြီးအဆုံးကြမှာမြိုင်တတ်နဲ့ပိတ်တယ်လို့ထိတ်နဲ့အောက်ကအပေါင်လမ်းမညီရင်ဒီကဂျိုးကမပီမပြင်းကြီးဖြစ်သွားမှာပေါ့ခုမှမမလေးရဲ့ဘဝဇလန်းကစာလုံးကြီးစပဲရှိပါသေးတယ် အစကောင်းရင်အနှောင်းကအလိုလိုသေးချာပြီးသားပါဟဲ့ ဒါဖြင့်ဂရေ80တရေသားဘာဖြစ်လို့ဇာသိမ်းမလားဖြစ်သွားတာ အိုး तू ကစာမမတက်ခဲငါဘွဲရပြီးသားတူမလားဟဲ့ ပညာတတ်ပြီးပြင်းနေတဲ့သူဟာအစင်းလာပြီးဝန်းမဝတဲ့ကြီးအာသီးနဲ့ဘာထူးသေးလဲ အလုံးလုံးစရာမလိုပါဘူးတို့ကချမ်းသာပြီးသားလေ မထိတ်တာရာတက်ပါချမ်းသာစေလို့လောကဓာခုံရုံးကပါမစ်တစ်စိတ်တုံများထုထားပေးလိုက်လို့ မလေးနင်းနဲ့စကားပြောရတာလေးကုံနဲ့နားကြီးတယ်လက်ဝင်တယ် ဘုတုတရောမရဘူးလားတုတဆွဲဆုံးကျမ်းထဲမှာတော့ဒီစကားမျိုးတွေမပါသေးဘူးမှတ်တယ် နင်ကငါ့ကိုဘုဟုတုတရှာဖွေပေးနေအောင်ပညာရှိမို့လို့ ပညာမရှိပေမဲ့မြင်တာနဲ့သိတယ်လေဒီတစ်ခါမောင်လိုနှမလိုကျင်နာကြည့်လို့မှတို့မှအစင်လာမရှိပါဘူးလို့ညည်းကွယ်နေမယ်ဆိုရင်လေကျွန်တော်ကရင်နာမိပါသည်ဆိုတဲ့စာရန်ကိုဆွဲပြီးလာလန်းအတိုင်းကိုပြန်ယုံပဲရှိတော့တာပေါ့ဗျာ ကြီးကျယ်လို့
ချူချူ ဆွေလေးတန်လူတန်ချူချူ ဆွေလေးတန်လူတန်ချူချူ မင်္ဂလာပေါင်းရဲ့ပြေဝချိန်မှာမင်္ဂလာတီတွေတီချူကလာသမျှဆွေတဟာရတွေမာကြပါစေတန်လူလာလာဝေးကြပါစေတန်လူမြမြဤကြပါစေ ဟုတ်ကဲ့ပါခင်ဗျာကြွရောက်လာကြသောချစ်တငယ်ချင်းများရဲ့အထူးတောင်းဆိုချက်အရမွေးနေ့ရှင်ဖြစ်တဲ့ထိတ်သားကနေပြီးအခုလိုမွေးနေ့မင်္ဂလာသချင်းနဲ့ဖြေပြောပေးသွားတာကိုတငယ်ချင်းများရဲ့ကိုစားကျွန်တော်ကကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါယခုတပန်းကျွန်တော်တို့ရဲ့ချစ်တငယ်ချင်းမတ်ထိတ်သားအတွက်တုတ်ပြန်ဂုဏ်ပြုသောအပြင်ကျွန်တော်တီဆိုဖြောပြပေးမယ်သချင်းနာမည်လေးကချစ်ချစ်နေကောင်းပါစေတဲ့ဒါစင်ကြည့်ကြရအောင်လားခင်ဗျာ ဩဃာသကာယကံဝစီကံမနောသဗ္ဗဒေါသအဖြစ်တကူပြောက်ပါစေခြင်းကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါတို့ကအယုသေးလက် လက်ဆောင်ကိုပေရောက်တော့မှာတက်ပတ်တာဗျာကဲပါကွာငါတချင်းဆိုတာနဲ့ဘုရားကိုးစုကတ်တာလေရောကုန်တီးဝိုင်းလေခဏလောက်ကြက်ထားကြစမ်းမအောင်ဘယ်လိုလဲထိတ်တာဟမ်အစတုန်းကအခန့်ပွဲနဲ့ဘုရားကိုးစုတွဲထားမှဘာဖြစ်လို့ကိုပြောမထားတာလဲကွာဟင်အခုတော့ကိုဆိုမဲ့အလှက်မှာဒစ်ကိုဘီတွေနဲ့ကျေးစီတန်တွေနဲ့နဘန်းလုံးနေတာတန်စင်တွေရောစာသားတွေရောပျောက်ကုန်ပြီကွာရှက်ဖို့ကောင်းလိုက်တာ နေဦးနေဦးဒါဟိုပန်တုဆိုတဲ့အကောင်နဲ့တက်တက်မဲ့နှောက်ရှက်တာပဲဖြစ်ရမယ်ဟဲ့ခိုင်ကင် ခရလာလိုက်မမလေး ပန်တုငါစီကိုလွှတ်လိုက်စမ်း ဟုတ်ကဲ့မမလေး မမလေးကျွန်တော်ကိုခေါ်တယ်ဆိုလို့ ခုနကနေဘာလုပ်နေတာလဲ ဟောဘုရားရှိခိုးပြီးအမြတ်အတန်းပေးဝေနေတာလေဘာဖြစ်လို့လဲ ဒီမှာဝေယံတချင်းဆိုးနေတာနေမကြားဘူးလား တချင်းဆိုတာကျမ်းရဲ့ဘုရားရှိခိုးတာကိုရောက်ရရက်ကရပ်ပေးရမယ်လို့ဘယ်စာအုပ်ထဲမှာများပြထမ်းလို့ပါ ဒါလူမှုရေးဟဲ့လူမှုရေးနင်လူထဲမှာနေပြီးလူမှုရေးနားမလဲဘူးလားဟမ် ခုနစင်ကျေရောင်အမီးထောင်းနေတဲ့အချိန်အထိအိမ်မတိရာမတိနဲ့ကုန်းဖောင်နေတာတွေကြတော့ရောလူမှုရေးအင်္ဂါနဲ့ညီညွတ်လို့လားမဖြစ်ဘူး ဘာကွာဟဲ့ကောင်မင်းပါပြောတယ် ပန်တုကအကြံပြုတ်နေတာကိုအလံလူပွဲမှာစိန်ခေါ်သလိုသူများအိမ်ပေါ်မှာခေါင်းထောင်မလာနဲ့လေပြေးပြေးလဲလဲပြောကြရင်ငါလည်းမမဟုတ်မင်းလည်းမနာဘူးပေါ့ကွာ နေသိစော်ကားတယ်မနေ့ပြန်အိမ်မောကဆင်းသွားငါအိမ်မောက ဟာဖျားရှိခိုးမိလို့ကျွန်တော်ကိုအလုတ်ကထုတ်ပစ်ပါတယ်ဆိုပြီးဝါနေစပရိပက္ခရုံကိုသွားတိုင်ရင်တရားခံမထိတ်ထားအနေနဲ့ရုံတော်မှာမိစ္ဆာဒိဋ္ဌိကြီးအဖြစ်ခံယူနေရမှာပေါ့တနာတယ်ဗျာ မလို့ခြင်းဘူးငါအိမ်မှာငါတဘောငါပြောတယ်လို့လုပ် အလုတ်သမားခင်မှာဒီစကားမျိုးတွေလာပြောနေမမလေးအမောဆွနေတော့မှရေခတ်ပေးမဲ့သူတောင်မရှိဘူးဖြစ်သွားလိမ့်မယ်နော် ကြည်စမ်းငါ့ကိုလူကြားထဲမှာစောစောကားကားနဲ့နေအောင်နေတော့လားသိမယ်ဟမ်ဖေဖေရေဖေဖေ ဘာလဲတနည်းထားတယ် ဒီမှာပန်တုရေမွေးနေပွဲကိုလာပြီးတော့နှောက်ရှက်နေတယ်ဖေဖေ ဟဲ့ကပန်တု ခင်ဗျာဦးလေး ဒီမှာလာပြီးတက်တက်မဲ့အချိန်ကုန်ခန်းနေ ပြောသားမှာဖေဖေရေ ဝါမင်းဟာမင်းဖျားဆက်ပြီးရှိခိုးကြီး ဟုတ်တော့ မင်းဟာအနေမတက်အထိုင်မတက်နဲ့တော်တော်ခက်တဲ့ကောင်ပဲပန်သူရဲ့ ခက်ခဲတယ်ဆိုတော့နည်းနည်းချင်းရဲ့သင်္ကေတသဘောပဲအမြင့်အခြေအနေရပြောရရင်လောကမှာငါလူကောင်ကခတ်ရှားရဲ့ ဘာတွေရှားနေတာလဲကွာ မင်းတို့ငါလူမှန်တာလုပ်ရဲပေမဲ့မထိတ်တန်းနဲ့ပတ်သက်လာရင်ဟုတ်တာပြောရဲလို့ဟမ် မထိတ်သားကဒနပရကလျာဏီလိုမိမ့်မသားကွာတော်ယုံနဲ့နားချပြီးတရားပြလို့ကတော့အားရအောင်ထရပြစ်လိုက်လိမ့်မယ်ကိုကြီးမင်းစဉ်းစားကြည့်လေကွာပညာကလည်းတက်ရုပ်ရည်ကလည်းချော ပြောသမ်းမ အပြောကလည်းချိုငွေဆိုတာကလည်းအရှံပဲဒီတော့တို့လောက်ကိုသူ့လိုအလံမဲဆရာကရေမွေလောက်မှအစိတ်ရှိမယ်ထင်မှာမဟုတ်ဘူးပန်သူအဲ့ဒါကိုမင်းကသွားသွားဟောက်နေတော့ရောက်တဲ့နေရာဒေသကသူ့ပချုပ်ထဲမှာဆိုတာလဲသတိထားအောင်လေငါကမင်းအတွက်အကြံပြုနေတာတော့ပန်သူ နေစမ်းမမင်းကစကားပြောရင်ဝေနပပတို့ဓာတုကလျာတို့နဲ့အစချီတယ်လို့မေးရအောင် အေးမေးပါ ဇနပတ္ထကလျာဏီဆိုတာကရောဘာဘာနဲ့ထုထားတာ
အသွေးအသားနဲ့ထူထားတာလူဘောကွာ ဒါဖြစ်ရင်မတ်ထိတ်ထားကရော ဟာသူလဲအတူတူလူတွေကလူတယောက်ပဲဘောကွာ အေးလူဆိုတာအပူတွေစုဝေးနေတဲ့ဓာတ်ကောင်ကြီးတွေလို့မင်းမြင်မြင်မှတ်တာပထဝီကလည်းအပူဓာတ်တေဇောအာဘောဝါယောဆိုတာတွေကလည်းအပူဓာတ် အေးလေ အဲ့ဒီဓာတ်သဘောပေါင်း16000မှာလူကိုအညံစားဓာတ်စုနဲ့လှုပ်ထားတယ်ဆိုတာမင်းသဘောပေါက်ဖို့လိုတယ်ရှင်းရှင်းပြောရင်ကွာပျက်စီးယူရင်းလွယ်တယ်ပုတ်တိုးကြီးပြက်ပြီးဆွေးမိတာလွယ်တယ်ဒီတော့မပျက်စီးခင်လေးမှာကိလေသာတဏှာအမိုက်တွေကိုမြစ်တာရင်းနဲ့ဆေးပြီးရှားကြံအေးချမ်းတတ်ဖို့လိုတယ်ခိုင်တယ် မင်းပြောသလိုဆိုတော့လောကမှာလူကအမျက်ဆုံးဆိုတဲ့စကားကိုဘယ်သွားထားမလဲကိုလူ ဟုတ်တယ်ဖះဆိုတာလူကနေတစ်ဆင့်ဖြစ်တာဆိုတော့လူဟာမြင့်မြတ်တယ်လို့ပြောရင်လည်းရတယ်ဒါပေမဲ့ဒေဝရက်လည်းလူကဖြစ်တာပါဆိုရင်မင်းဘယ်လိုဆက်စဉ်းစားမလဲ ဘာပဲပြောပြောပေါ့ကွာအကြမ်းပြင်းဆွဲပြရရင်လူဟာတလိษံတဲ့တော့တန်မိုးရှိတာပဲဆိုတာမင်းညင်းလို့မရပါဘူးကွာ ဟာတန်မိုးဆိုတာပညာကိုပြောတာအသိဉာဏ်တရားကိုပြောတာရှင်ရင်လုံးတရားမရှိတဲ့တန်မှန်ရုပ်ဒရက်စုအဆိုင်အခဲကြီးသဘောလုံးနဲ့ဆိုရင်လူဆိုတာကြက်တွေငှက်တွေဝက်တွေလောက်မှတန်မိုးမရှိပါဘူးကွာ ဟာဒါတော့မင်းကပ်ဖက်ပြောနေတာပဲ ဟုတ် လူပဲကွာတလိษံတဲ့တော့တန်မိုးပိုရှိရမှာပေါ့ ကဲဒါဖြင့်မင်းကငါတစ်ခုမေးမယ် အေးမေးကွာ တို့အိမ်ကထိတ်ထားနဲ့ဟိုဘက်ခြံကကြာညွတ်မွေးထားတဲ့ဝက်အူမကြီးဘယ်သူချော့တယ်ဘယ်သူပိုလှ ဟာမင်းအယူလာပန်သူရဲ့ဟိုကဝက်အုံမာကြီးနဲ့တို့အိမ်ကထိတ်ထားဘယ်သူကပူလာတယ်လဲလို့မင်းမမင်းရက်တယ်ကွာကြားမင်းဥမာကသွားမေးရင်လည်းမထိတ်ထားကလှတယ်လို့ပဲပြောလို့မှာပေါ့ကွာ ကဲချမ်းသာတာချင်းရော ဟာမထိတ်ထားကနှစ်ဆောင်ပြိုင်တိုက်ခန်းကြီးပေါ်မှာစိတ်လွေစင်ပြီးအချွေရံနေကြားထဲမှာရွှေလင်ပန်းနဲ့ထမင်းစားတယ်ဟိုဘက်ခြံကဝက်မကြီးကဝက်ခြံထဲမှာမစင်တွေလူပြီးပိန်တုံပဲ့နဲ့ဖွဲနူတွေစားတယ်ဒါတော့တာမနှိုင်းရင်မှုပဲရှိသေးတယ်ကိုလူမထိတ်ထားကသူ့နာမည်နဲ့ဗမ်းမအပ်ထားတာတင်ငွေ10သိန်းမကဘူးကွာ ထားပါတော့လေပညာတတ်တာချင်းကြတော့ရောကွာ ခက်ပါလားမထိတ်ထားက BSC ဘွဲ့ကိုဂုံတူးတွေတလေကြီးနဲ့အောင်ထားတဲ့တကယ်ပညာတတ်အမျိုးသမီးတယောက်မင်းဝက်မကြီးကကာကြီးခါဝေးတော့မြင်မှုရဲ့လားကွာ ဒါဆိုရင်ဝက်မကြီးတဲ့ဟိုမတ်ထိတ်တာကအစရာထောင်တောင်းမကတားတယ်ဆိုပါတော့ အစပေါင်းဂရေဂရာမကတာတာပေါ့ကွာ ကဲဒါဖြစ်ရင်အဲ့ဒီဝက်မကြီးတေသွားပါပြီတဲ့ကွာတေသွားတဲ့ဝက်မကြီးကိုမင်းဘယ်လိုတန်မိုးဖြတ် ဟာ ပြောတာ သူ့မှာရှိတဲ့အလေးချိန်တိုင်းပေါက်စင်းနဲ့ဖြတ်မှာပေါ့ကွာ ကဲမတ်ထိတ်တာတေသွားရင်ကောကွာမင်းဘယ်အလေးကြီးဘယ်ပေါက်စင်းနဲ့ဖြတ် ထွီလူသေးကောင်ကြီးကိုဘသူကဈေးလာဖြတ်မှာလဲတက်တရေမရှိလို့အလကားပိန်းအောင်မယူကြမှာမဟုတ်ပါဘူး မင်းအိမ်မော်ကိုရောတရက်လောက်တင်ထားမှာ အင်းရှိမှာအတုပါကြီးကိုတမင်းတောင်လာပြီးအထားမခံနိုင်ပါဘူးကွာတက်တရေမရှိမင်္ဂလာမရှိ အေးဝက်တေမကြီးကိုခုတ်ပစ်ပြီးတောင်းတောင်းနဲ့လာချထားပေးမယ်ဆိုရင်ကောကွာ အဲ့ဒါကတော့တော်သေးတာပေါ့ ဘာဖြစ်လို့ ဟာဝက်မကြီးကစားလို့ရတဲ့ကပဟင်းလျာကွာမထိတ်ထားကသိရင်ဘာသုံးချလို့ရတော့မှာ ဒါနဲ့ခုနကမင်းပြောတော့မထိတ်တာကဝက်မကြီးတဲ့အစာပေါင်းဂရေဂရာမကတာတယ်ဆို ဒါကတော့ငါမသေးခင်ပြောတာလေကွာ အေးအဲ့ဒါသဘာဝပဲခိုင်းတယ်သဘာဝပဲလူဆိုတာမသေးခင်မှသာတန်မှုဖြတ်လို့ရတာမျိုးသေပြီးသွားလို့တရိษံလောက်မှအရာမဝင်တော့တဲ့အခြေအနေမှမင်းသိထားရဲ့မသေးခင်မှမင်းရထားတဲ့လူအခွင့်အရေးတွေကိုယူထားတတ်ရတယ် အခွင့်အရေးယူရဲဆိုတာအချောင်သမားတွေရဲ့လမ်းစဉ်ဆို ငါပြောတဲ့အခွင့်အရေးကစေတနာကောင်းကောင်းထားပြီးစိတ်ထားကောင်းကောင်းမွေးရမယ်ဝရိယခိုင်ခိုင်ဆွဲပြီးမိတ်ကောင်းကောင်းကိုရှာတတ်ရမယ်တရိษံတွေလုံးဝမသိနားမလည်နိုင်တဲ့လောကီလောကုတ်တရားနှစ်ဖြာကိုလမ်းမှန်စွာလေ့လာကျင့်သုံးထားရမယ် ဆိုပါဦး တမန်တော်အတွက်ခရီးဆက်ဖို့ကိုယ့်ဘက်ကဒါနသီလဘာဝနာဆိုတဲ့ဇယိစကားတွေအလုံးအလောက်စုထားရမယ်အဲ့ဒါတွေဟာမသိခင်မှာတရိษံနေတဲ့လူတွေကအသာစီးရထားတဲ့အချက်တွေပဲဒီတော့ငါအချုပ်ကိုပြောရရင်လောကတွင်မေတ္တာသီတာလူတွေရဲ့အမွန်မြတ်ဆုံးယရနာတစ်ပါးပါကွာမှန်ကန်တဲ့မေတ္တာနဲ့ဥပေက္ခရေမရောတဲ့ဂယုဏပိုင်ရှင်တွေဟာပြောတဲ့ဆိုတဲ့နေရာမှာပွင့်လင်းညဒါပေမဲ့တာမန်လူတွေကနားမဝင်ကြဘူးအမှန်ကိုအမှားပြုပြီးအများစုကလက်မခံကြရှင်းရှင်းပြောရရင်တော့ကွာစောင်းဆိုတာအမြင်မှာကောက်ပေမဲ့ตาယာမှုအတန်ကိုပေးစွမ်းနိုင်တယ်လို့ညဆိုတာအမြင်မှာဖြောက်ပေမဲ့အသက်အန္တရာယ်ကိုပြုစေတတ်တယ်တကယ်ကြီးမင်းရင်ထဲမှာရှင်းထားဖို့ကငါဆိုတဲ့ပန်သူဟာငါကျေးဇူးရှင်မထိတ်ထားတို့တားအဖော်ပေါ်မှာစောင်းကောက်လို့လူစားမျိုးမောင်ပန်သူ ကျန်းတိုင်ရင်နာခံလျက်ပါမမလေး ဒီနေ့အပြင်သွားเสียရှိတယ်ကားကိုပြောင်းတိတ်ထားလိုက်စမ်းပါ ဒီတစ်ခါထတ်တက်ရရင်မျက်ခုံးမွေးကြည့်ဆွဲလို့တော့ရနေပါ လူကိုခနဲ့လာလားရွက်လာလား ပဲ့ပါမသွားပါဘူးမမလေးရဲ့အရှိကိုအရှိတိုင်းအမှန်ကိုအမှန်တိုင်းပြောနေတာပါ ကားเสียမောင်လုံးကိုအသင့်ပြင်ထားခိုင်းလိုက် မောင်လုံးဖျားနေပါ ခိုင်တင်ရော ခ
ခိုင်တင်ဒီနေ့ခွင့်ယူပြီးသူ့အမေအိမ်ခဏပြန်သွားပါ ဒါဖြင့်ရှင်လိုက်ဖို့ မောင်းချက်တီကောင်းမောင်းငှားပေါင်းခဲ့ရအောင် ဘာပြောလဲ ဩမမလေးကသားသားနာနာမှသဘောကျတယ်ဆိုလို့ပါ ဒါဆိုရင်ရှင်မှာဂျင်းချက်ရှိတယ် ဂျင်းရှက်တော့မရှိဘူးစပလင်ရှက်ပဲရှိ ဟွန်းရှင်ဟာလေ တကယ်ပြောနေတာပါစပလင်ရောက်ရှက်အင်းကြီးအစ်စ်ကလေးတစ်ထည်တော့ရှိပါတယ်အဲ့ဒါဝတ်ခဲ့ရ မရှိရင်ရှိတာပဲဝင်လာခဲ့လမ်းကြမှာဝယ်ပေးမယ် ဗျာမမလေးလူရခကြီးကိုအမင်းရှိပါ ရှင်အတွက်အင်ကြီးနဲ့ပေါင်းပြီးဝယ်ပေးမလို့မြို့ထဲကိုအရင်မောင်း ဟာမလိုပါဘူးမမလေးရဲ့ဒီတိုင်းပင်ဒီတိတ်ပုံကလေးနဲ့ရောမသားနာလို့လား ကျမစီစဉ်တာကိုလိုက်နာစမ်းမှာမောင်းမှာဒါမောင်း ဟုတ်ကဲ့ပါခင်ဗျ ကြည်စမ်းဒီသားတို့များကူမှပဲလာတဲ့နေစိမ့်လိုက်တာလွန်ရောပဲဟာမနေစိမ့်နဲ့ဒီစီရေဒီလိုပွဲမျိုးလာတယ်ဆိုတာလေဒီတိုင်းထလာလို့ရတာမျိုးမှမဟုတ်ပဲပွဲလေတင်အောင်ပြင်ရဆင်ရသေးတယ်လေမလီပြင်စရာမလိုအောင်ထိတ်ထားရဲ့ဘာဖြစ်လို့ထိတ်ထားတို့ကအကိုကာလာကားတွေရဲ့အလဲမှာအလိုလိုပွဲလေတင်ပြီးသားပါညောင်းနေပြန်ပြီထိတ်ထားနဲ့တစိတ်ကလေးမှပါဇက်ပြမှာနားတယ်ကုန်မရှိကြဘူးခုနကတည်းကကိုဝေရန်ကြီးကတော့မေးနေသေးတယ်တော့အနေထားမလာသေးဘူးလားအခုကိုဝေရန်ဗမာလဲအပေါ်တက်မှာလေကိုတို့နဲ့အဖွဲကြနေတယ်ထိတ်ထားလိုက်ရင်အပေါ်တက်ကိုလွတ်လိုက်ပါတဲ့သွားလီကိုလိုက်လာခဲ့နေမော်လီတို့ကတရင်းတို့ကလည်းညှိုးနေတယ်လေထိတ်ထားကိုညှိုးနေကြတာခဏနေဦးလေးစီကိုအပေါ်တက်ကိုမတက်ခင်ကားပေါ်ကမောင်ပန်းသူ့ကိုမှားဖြစ်ခဲ့အောင်အော်ထိတ်ထားအဖော်ပါလာသေးတာကိုတလက်စားတဲ့အထဲကိုခေါ်လိုက်လီမလီအဖော်မဟုတ်ပါဘူးကွာကို့အိမ်ကအလုပ်သမားလေးပါသူ့ကိုခြံထဲမှာပဲစောင့်ခိုင်းထားလိုက်လေထိတ်ထားတို့ကတော့လူနဲ့နာမည်နဲ့လိုက်ပါပြီတဲ့ကွာဘာဖြစ်လို့လဲဒီစီရဲ့အော်ဘုတဲ့စားတဲ့နေရာမှာလည်းအပြန်စားနေတာထိုင်တာကလည်းတကယ်စားသွားတဲ့လာတဲ့နေရာမှာအဖော်ခေါ်လာတဲ့အလုပ်သမားလေးကတော့မှပဲအပြတ်သားနားလာတဲ့ထိတ်ထားရဲ့ချိတ်ပါလားဒေးစီနော်ကိုကကြားသွားလို့ဘဝင်မြင့်ပြီးတော့ကားခေါင်မိုးနဲ့တက်ပြီးစောင့်ရင်ယူရယူစိတ်ထက်ပြီးလဲတည့်ရလားစိတ်ချဒီလိုချောချောလှလှတာတာနာနာလေးမျိုးဆိုရင်လေဒီစီတို့ကကိုပြီးရင်ပြီးပြုစုပေးလိုက်ပါမယ်ကွာယုံပါရဲ့ဩမမလေးမင်းကလေးတံမဲ့တဲလေးအပျော်ပါများပါလားရောက်ကလေးကပြောလိုက်တဲ့စိန်စကားမြစကားဂုံကမ်းမဘောကအချစ်ကလေးမှဆင်းတယ်လို့ကိုမရှိပြောတော့ဖြင့်မွေးနေအခန့်ပွဲကိုအမိတက်ပြီးအရက်ထဲကအကြွားဝါဒနာရှင်တွေတန်းစီပြီးတော့ရှင်ပြိန်အနိုင်ကျဲဘူလူပွဲဆင်နွှဲနေပကတနာဘူလူပွဲမှာအောင်မန်းနေဆင်ပြီးခေါင်းပေါ်မှာဂုံကြီးရှင်တဲ့ကူကိုတင်ထားနိုင်တဲ့မမလေးတယောက်လောကနံဘဝလမ်းမှာရာသက်ပံယူမိကြမျက်ရည်မခပါဘူးနဲ့ဗျာမမလေးကိုစောင့်နေရတာပြင်းနေလားမောင်ပန်းသူတာဝန်နဲ့ဝတရားကိုဆောင်ရွက်နေတဲ့နေရာမှာတခြားဘာခံစားမှုမျိုးမှမထားပါဘူးမမလေးအခုရောလက်စတတ်သွားပြီအေးကွယ်မမလေးလေကိုဝီယန်တို့လူစုနဲ့အဖွဲကျသွားလို့မောင်ပန်းသူ့ကိုတော့မေ့သွားတယ်အာနာလိုက်တာအလုရှင်နဲ့အလုသမားပဲဟာအာနာဖို့မလိုပါဘူးလေမမလေးကိုမမလေးစကားနဲ့ပြန်ပြီးတော့အနိုင်ယူနေတယ်ဆိုပါဟမ်ကျွန်တော်ဘဝကကျွန်တော်အရေးကိုတော့အရှုံးပေးထားရတယ်သူပါဗျာမမလေးကိုအနိုင်ယူဖို့ဆိုတာမစင်စားရဲပါဘူးကဲဒါဖြင့်လေမောင်နင်းကိုဒီစီကဘီယာလာတိုက်တာမတောက်ဘူးဆိုဒီစီကတုံးတောင်လူကိုဘီယူတစ်ဆန်ရှိတာမဟုတ်ဘူးဝင်းနေရှင်ကစေတနာနဲ့လာပြီးတိုက်တာကိုတောက်လိုက်ရောပေါ့ကွယ်ဘီယာထဲမှာနီလာတွေပရမ ्या တွေစိန်တက်ရင်လည်းကျွန်တော်မတောက်ပါဘူးကျွန်တော်မှမတောက်တတ်ဘူးအာနာပါနာလေးသူစိတ်ကြည်နေတော့အောင်တော့တောက်တင်တာပေါ့မမလေးကိုအာနာလို့ဒီအဝတ်အစားတွေကိုဝတ်ထားတာပဲလွန်လှအာနာတဲ့ဆိုတာနေရာတကာတိုင်းမှာကောင်းတာမဟုတ်ဘူးမမလေးရဲ့အာနာတဲ့မှာအာနာရအာမနာတဲ့နာတွေကိုစေတနာရှိထားပြီးအားရှိတိုင်းခါပါကုန်တဲ့လူတွေကလောကမှာလက်ညှိုးထိုးပြလို့တောင်းမကုန်နိုင်စကားပြောသိကောင်းတာစိတ်ရင်းကောင်းလို့အကြောင်းလှတာဖြစ်ပါလိမ့်မယ်တေးသေးချာချာအနိကပေါင်းကြည့်တော့လေနင်းစိတ်ကမစိုးပါဘူးဟုတ်ကဲ့အမျိုးမှန်တဲ့အယုဂံစေတနာတွေကျွန်တော်နှလုံးသားထဲမှာအပြည့်ရှိပါတယ်ဒီစီကိုနည်းနည်းပါခွဲမပေးလိုက်ဘူးလားဒီစီကချောတယ်မမလေးကလည်းလှပါတယ်စိတ်နေသဘောထားလေးကိုတနခါပါလေးလူးပေးလိုက်ရင်အတိုင်းတဲ့အလွန်ပေါ့မမလေးဆရာကြီးလုံနေတာဆိုပါတော့လေမောင်လေးတယောက်ကအကြံပြုပေးနေတာမမလေးကလက်မခံနိုင်ဘူးဆိုရင်ရောလက်ခံစီခြင်းနဲ့ဆန္ဒကလွဲလို့ရင်ထဲမှာတခြားဘယ်လို့မှမခံစားမိပါဘူးဗျာပန်သူဟာအညက်တရမြေမင်းသားလေးတစ်ကောင်မမလေးရဲ့အလုသမားလေးတယောက်ပါမမလေးမောင်ပန်သူla la 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 la
မမလေးတို့အထက်လွာအတိုင်းဝဲမှာမွေးနေ့ကိုအခါမွေးမလို့ရင်မွေးနေ့အင်္ဂါနဲ့မညီညွတ်ဘူးလို့များသတ်မှတ်ချက်များထားရှိကြတယ် မင်းကဘယ်လိုမြင်ထားလို့လဲ ကျွန်တော်ကတော့အလုပ်ပိုတွေကိုငွေကုန်ခံပြီးအချိန်ဖြုံးနေကြတာလို့ပဲမြင်ထား အမှန်တော့ဒါဟာလူမှုရေးတရားပဲမောင်ပန်းသူ အဲ့ဒီလိုမကျင်းပနိုင်တဲ့မရှိဆင်းရဲသားတွေဘက်ကကိုစားပြုပြီးကြည့်မယ်ဆိုရင်လူမှုရေးဟာပရိသေစနစ်ရဲ့လက်ကျွန်းလက်ချံအယူဆဟောင်းတစ်ခုလို့ကျွန်တော်တို့မြင်တယ် ဒါကတော့မောင်ပန်းသူကြားတခုံနဲ့ယုံတပြေးလူအကွာအဝင်းနဲ့ခြိလှမ်းမုံရင်တော့ဘယ်တူနိုင်မှမလဲရောမပြေကအကျင့်ကိုအဆင့်အတန်းဘယ်လိုရှိပါလဲဆိုပြီးဟိုးအဝေးကြီးတိုင်းတကြီးကမိရအုံနောက်နဲ့လွယ်လေးတကူဆုံးဖြတ်ပေးလို့မရတယ်လေအခုကိစ္စမျိုးကလည်းတာမန်အတွင်းနဲ့ဥပမာရှာပေးလို့ဘယ်ဖြစ်မှလဲမောင်ပန်းသူဟမ် ကျွန်တော်ကမမလေးရှင်းပြနေတဲ့အထက်လွာစနစ်ကိုဒီနေ့မှမတက်မတာဖြစ်လုံးလို့ပြောနေတာမျိုးမဟုတ်ပါဘူးနေမယ်ဆိုရင်အနေတကအနေသာကြီးပါကျွန်တော်ကပြောနေတာကမမလေးအနေထိုင်တက်စေချင်တယ် ဘာပြောလဲမောင်ပန်းသူ ဩစကားတွေပြောချင်လုံးအားကြီးလို့ရှေ့လုံးကြည့်သွားတယ်မမလေးဒီလိုပါအဆောက်အဦတစ်ခုညီလဲခိုင်နေအကွက်အကွင်းကလည်းမှန်တယ်စောက်ကြည့်တော့လည်းလှလှပပဖြစ်ဒါပေမဲ့အားလုံးပြီးမှပြိုကျသွားတယ်ဆိုရင်တော့တနေ့ရရမှာတိဆောက်ပုံချိုးရင်းချက်ရှိနေလို့ပဲလို့ခြုံငုံလေးလာပြီးတွေးကြည့်လို့ရတယ်မမလေးရဲ့ဘဝမှာဘဝတိဆောက်ပုံအနေအထားကလည်းငွေပုံပေါ်မှာချက်မြုပ်ခဲ့ရတယ်ပတ်ဝန်းကျင်အကွက်အကွင်းကလည်းအားလုံးပြည့်စုံတဲ့သူတွေများဒီကြားထဲမှာမမလေးကိုနိုင်ကပညာတတ်ရုပ်ချောဥစ္စာဘောဆိုတဲ့ဘဝဘေးကုသိုလ်ကံကလာပြီးကောင်းနေခဲ့တယ် ဆက်ဆမ်းပါ အဲ့ဒီလိုပြီးပြည့်စုံနေပါလျက်နဲ့တစုံတစ်ခုအတိုင်းအတာအရမျက်ရည်တွေများကျလာဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်ပြောသလိုပေါ့လေအင်ဂျင်နီယာဘိတုကအတွင်းနဲ့တွေးယူရမယ်ဆိုရင်တော့ချုပ်ရင်းချက်အားနဲ့ချက်ဟာမမလေးရဲ့အပျော်ပါအားကြီးမှုပဲဖြစ်ပါလိမ့် ဒါမင်းရဲ့အပူမဟုတ်ပါဘူးမောင်ပန်းသူ ဒါဆိုရင်တော့တောင်းပန်စကားနဲ့အတူကျွန်တော်ရဲ့စေတနာတရားတွေကိုပြန်လဲရုပ်သိမ်းပါတယ်မမလေး မမရဲ့ရှင်ကိုပေါ်ပန်းနုနုလေးနဲ့စားနေတာလေကိုမင်းပြောတဲ့စကားတွေကကြီးစရာလိုလိုနဲ့မောစရာတွေဖြစ်နေလို့ပါမောင်ပန်းသူ ကျွန်တော်ထပ်ဆင့်ပြီးတောင်းပန်ပါတယ်နောက်ကိုဒီစကားမျိုးပြောမိတယ်ဆိုရင်မမလေးကြိုက်တယ်လို့ဆုံးမနေပါဘူးပန်သူဆိုတဲ့မြေကထိတ်ထားဆိုတဲ့မိုးကိုအစိုးအကောင်းနဲ့အကြောင်းအကျိုးတွေလက်ညှိုးထိုးပြနေတာခုနေခါမျိုးမှာမမလေးရဲ့ပတ်ဝန်းကျင်ကသာတွေ့သွားရင်ဟဲ့ဟဲ့ပက်ပက်ဝိုင်းကြည့်ကြမှာပဲအော်မစင်မစားပဲပြောမှပြောတတ်ပလေတယ်ကြာလဲကြာတယ်ကျွန်တော်ဆိုတဲ့အကောင် ဟာဒီနေ့ငါသမီးလေးအစောကြီးပြင်လို့ဆင်လို့ပါလားအဖေတွေများသွားကြခိတာပေါ်လာတယ်လေသမီး အာဟုတ်ပါရဲ့ညတော့ကဖေဖေကိုပြောမလို့ဟာမေ့သွားတယ်ဟိုလေဖေဖေဟိုဒီနေ့သမီးတို့ဘကိုးကိုပျော်ဝင်းစားထက်ကြမလို့ ဟုတ်လား ဟုတ်တယ် ဘသူလေးနဲ့သွားမှလဲသမီး ပျော်ဝင်းစားအဖွဲ့ကိုဥဆောင်တာကတော့ကိုဝင်းရမှာဖေ အော် အားလုံးယောက်ျားလေးက15ယောက်မိန်းကလေးက10ယောက်ပါတယ်လေ အဲ စားဖို့တောက်ဖို့အတွက်ကတော့ညတုန်းကမော်လီတို့အိမ်မှာစီစဉ်ပြီးကြပြီတဲ့ ငါသမီးလေးလည်းပျော်မှုပေါင်းမှုတွေနဲ့အိမ်ကိုကပ်ရတယ်မရှိပါလား ဖေဖေကလည်းနေရတကဖေဖေလည်းလိုက်ဖို့ပေးနိုင်တာမဟုတ်ခဲနဲ့အခုလိုအပေါင်းအသင်းတွေစုမိတဲ့အချိန်မှမသွားရင်ဘယ်ချိန်သွားမှလဲလို့ကဲပြောစမ်းမအောင် ကဲပါဗျာဖေဖေပဲတော့အပြစ်တွေလွှဲမချလိုက်ပါနဲ့သမီးရဲ့သဘောသမီးသဘော ကဲဒါဖြင့်ပြောဝဲစားသွားဖို့သမီးကိုမုံဖို့ ဟမ်အတနေ့ကပေးထားတဲ့ငွေ900ကိုသမီးရဲ့ဘာလဲကုန်သွားပြန်မလား လက်ထဲမှာ90ပဲကျန်တော့တယ်ဖေဖေအဲ့ငွေလေး90နဲ့ဘယ်လိုလုပ်ပြီးတော့သမီး ကဲပါအခုတော့ဘယ်လောက်ယူသွားအောင်မလို့လဲပြောစမ်းပါ ပြောဝဲစားဆိုတော့ကုန်ချငွေကိုမှန်းလို့ဘေးရမလဲဖေဖေရဲ့လိုရမယ်က900လောက်တော့ထပ်ပြီးတော့ယူသွားခြင်းနဲ့နော်ဖေဖေနော် ကောင်းပါပြီတဲ့ဗျာကောင်းပါပြီတဲ့ ကြားတယ်ဟေးကြားတယ်ဟာလာမယ်ခဏနေဦးဒီမဲ့ပေါင်းတွေကိုစင်ပေါ်တင်လက်စာဖြစ်နေလို့ ဟဲ့ကတို့ကမင်းပေါင်းဦးတွေတဲ့အရေးကြီးတယ်ကွာပျော်ဝဲစားဖို့အချိန်မမီပဲနေဦးမယ်ကဲတကားနဲ့ဖွင့်ပေးစမ်းကွာ ခက်တာပဲမင်းနဲ့ငါနဲ့ကတော့ဘယ်ဘဝကဘုံပိုင်လဲမသိအကြောင်းမဟုတ်တာကိုအရာထင်တမပင်ကိုတကားရီဆန်းလမ်းစိုးကိုပန်းဝတွေစီချပြီးအပီတတ်ဖြစ်အောင်စူးစမ်းနေတာကတော့ငါအထင်ပြောရင်မင်းကတိတ်ပြီးမယိုးသားဘူးလို့ငါထင်တာပဲကဲလာကြွတော့မို့ ကြည်စမ်းမအောင်ကူးမှပဲလာကြတယ်ကွာဒီအပြင်စောင့်နေရလိုက်ရတာကြားလာပြီအဖွဲသားတွေရောဆုံးမလား စုံပါပြီဗျာစုံပါပြီ
ပြောဝဲစားကိုအုပ်ချုပ်မဲ့သူကလည်းကြည်စမ်းမအောင်မျက်နှာကြီးကလည်းမရှင်မလားနဲ့ပါလားဟမ်စောစောစီစီဘယ်သူနဲ့ဘာဖြစ်လာလဲကဲပြောစမ်းမအောင် တလန်းလုံးဘယ်သူနဲ့ဘာမှမဖြစ်ဘူးဒီအိမ်ရောက်မှဒီကောင်နဲ့မကြည့်ဘူး မကြည့်လဲဆိုမင်းတက်ကရောပြေပြစ်လို့ ဟောကြည့်ပါပြောနေဆိုနေတဲ့ကြားတွေကဒီကောင်ကိုအလုတ်ကထုတ်ပြစ်လိုက်စမ်းမှထိထားရဲ့အိမ်မှာဒီကောင်မို့ရှိနေတာကြက်ပြေကင်းနဲ့လက်ပိတ်တယ် မင်းလိုကောင်စောစောစီစီရောက်လာတာကကူကမင်္ဂလာမဲ့တယ်အကုတို့များတယ် ကဲပါကိုဝေရရဲ့သွားတာလာတာနောက်ကျနေပါအောင်မယ်လူဆောင်ရင်သွားကြမယ်နော်ကဲမောင်ပန်းသူခြံတကားကိုပြန်ပိတ်ထားလိုက် ဩမမလေးကဝေယံဆိုတိုင်းစိတ်တက်ကမိုးကောင်းငယ်လို့မြင်မလိမ့်မယ်ထင်နေတာဒီဝေယံကိုအေကန်အဟုတ်တရုတ်ခွဲပြလိုက်ရင်လေထန်တဲ့သမုတ်ထဲမှာဆက်လို့ဝဲထနေတယ်လို့လေမလဲရှုပ်မှရှုပ်ပါဗျာရုပ်ကူကတပုတ်တီးကိုရှုပ်ထွေးຫນွယ်ပတ်ပြီးတံမယာကိုစွတ်ထားတဲ့အတိုင်းကြည့်ပါ ငါတဲ့ဟာ တခါပြောလဲအရာမထင်တခါပြောလဲနားမဝင်နဲ့မမလေးတော့ဘယ်နေ့ကြားပြီးရင်ဆက်ကွဲမှာဆက်စင်းပေးရလိမ့်မယ်မသိပါဘူးအေးလေမတွဲမိပြန်ရင်တော့ရင်အေးတွဲမိပြန်တော့တကယ့်ကိုရင်လေးရပါလားမမလေးရဲ့ကွယ်အေးရှင်တို့တို့အေးရှင်တို့အဖေဥပါဝါရဲ့အိမ်ဆိုတာဒီအိမ်လား အော်ဟုတ်ပါတယ်ဘာကိစ္စများရှိလို့ပါလဲခင်ဗျာဥပါဝါအပြင်ထွက်သွားနေပါတယ်ကျွန်တော်နဲ့ပြောပြခဲ့ပါ ကျွန်တော်ကကိုဝေရန်တို့အိမ်ကကားဒရိုင်ဘာပါ ဟုတ်ကဲ့ အိမ်ကိုဘကိုးကနေပြီးအရေးတကြီးနဲ့လက်ဒီဖို့လာလို့ရကျွန်တော်တတိလာပို့တာပါ ဟုတ်ကဲ့ပြောပါခင်ဗျာပြောပါဘာသတင်းများပါလဲ အော်ဒီလိုကဒီနေ့ညနေ4 နာရီလောက်ကကိုဝေရန်ခေါင်းဆောင်သွားတဲ့ကျော်ဘဲသားအဖွဲဟာဘိုးကနေအကြံလမ်းမှာကားမောက်ပြီးတော့တစ်ဖွဲလုံးဆေးရုံတင်ထားလိုက်ရတယ်တဲ့ဒါ ရှာဒီငါမတ်ထိထားရဲ့အခြေအနေကိုရောအတိအကျမသိရဘူးလားနောင်ကြီး ဟာတတိယကတော့အဖွဲသားတဝက်ကျော်ကျော်လောက်ဟာအခြေအနေအတော်လေးဆိုးရတယ်လို့ပြောတာပဲဗျဒီထဲကိုလူမပါပါစေနဲ့လို့စူတောင်းပေးနေရတော့မှာပေါ့ဗျာ ဖေရမမလေးတယောက်ဘေးမတီရမခပါစေနဲ့ဗျာဟောဦးလေးတော့ပြန်လာပြီမမလေးရဲ့အခြေအနေဘယ်လိုရှိလဲဦးလေး တော်ဝါတစ်ခုကန်တစ်ခုလိုပဲပြောရတော့မှာပေါ့မောင်ပန်းသူရဲ့အသေးပြောက်စရင်ထဲကိုမင်းမှတ်လေးရဲ့နာမည်ပါမသွားပြီနဲ့ ဟုတ်ကဲ့ မျက်နှာတစ်ခုလုံးရုပ်ပြက်ဆင်းပြက်ဖြစ်သွားတဲ့ပြင်ခြေတစ်ဖက်ပါဖြတ်ပြလိုက်ရတယ်ကွာ ဗျာမမလေးရဲ့ခြေတစ်ဖက်ဖြတ်ပြလိုက်ရဟုတ်လားဦး အေးဟုတ်တယ် အော်ဖြစ်ရလေတယ်မမလေးရဲ့အော်မမလေးဆံပြုတ်ပူပူလေးရတောက်တော့မှာဟမ် မမလေးမှာစားခြင်းတောက်ခြင်းနဲ့စိတ်လည်းမရှိတော့ပါဘူးမောင်ပန်းသူ ။အိုးမဟုတ်တာပဲမမလေးယာ။ကိုကျမ်းမာရေးကိုလည်းကိုကြည်အောင်မပေါ့။နည်းနည်းလေးပဲဖြစ်ဖြစ်တောက်လိုက်ပါဦးမမလေးရနော် မမလေးတကယ်မတောက်ခြင်းလို့ပါမောင်ပန်းသူပြန်ယူတော့ပါဘူး ။အော်လက်ဆက်တတ်တော့မမလေးစိတ်ဓာတ်ကိုကြောက်အောင်လုပ်နေတာတရားခံကဒီမှန်ကိုဒီမှန်တစ်ချက်ကိုခေါင်းအုပ်နှစ်ပိမှာချထားပြီးတော့အချိန်ရှိတယ်ကြည်နေတာကိုမမလေးရ။ပြေးစမ်းပါဒီမှန်ဒီနေ့ကစပြီးမမလေးဘယ်တော့မှမှန်မကြည့်အောင်။ဥပဒံကြောင့်ဥပရောက်ဆိုတာအဲ့ဒါမျိုးကိုပြောတယ်။ရှိစမမလေးငိုးနေတယ် မမလေးဘောပါဘူးမမလေးဝင်းနေလို့ပါဘူး ။အိုး ခါရင်ဆိုရင်ဖုန်းနဲ့တမီးလူနဲ့တမီးချမ်းဝါကိုရိုးပေါက်အောင်လာနေကြတယ်မမလေးရဲ့အသိမိတ်ဆွေတွေခုဆိုရင်တယောက်တလေနဲ့ပေါ်မလာကြတော့ဘူးတတိလေးပါလေးအောင်လာမီးဖို့မရကြတော့ဘူးနော် ဟာအဲ့ဒါဝင်းတာစရာပဲပေါ့အမတ်တမဲ့ကြည့်ရင်ဆန်းတယ်လို့ဝင်းနေတယ်လို့နဲ့အသေးချာပြန်တွေးကြည့်ရင်လုံးဝမဆန်းတဲ့ဝင်းတာစရာဘဝသင်္ကန်းစာမဟုတ်ပါမမလေးကဘာကျော်ပုဂ္ဂိုလ်ကြီး
မူဆိုလိုနီကရေးသားထားခဲ့ဘူးမှန်ကန်သောအတွေ့အကြုံများမှာရရှိအပ်သောပညာသည်အတွေ့အကြုံသမားအားလုံးတဲ့တော်၎င်းစာအုပ်စဉ်အားလုံးပေါ်မှာရှိတဲ့စာအုပ်များမှာရရှိနိုင်သောပညာတဲ့တော်၎င်းပုံမခိုင်မှာကြောင့်မှန်ပါသည်တဲ့အခုမမလေးရလိုက်တဲ့အတွေ့အကြုံဟာဘဝနဲ့လဲပြီးရခဲ့တဲ့သင်ခန်းစာမျိုးဆိုတော့မမလေးပြောနေတဲ့အထက်လွာအတိုင်းဝင်လူမှုရေးဆိုတာကိုသဘောပေါက်ရှင်းလင်းသွားတာပေါ့လေ ကျန်နေမမလေးဆေးရုံမှာနေတော့မောင်ပန်သူတွေးလာလှူရတယ်ဆို အောက်တန်းလွာကတွေးတယ်ငါခန္ဓာကိုယ်ထဲဝင်ရောက်သွားလေခြင်းလို့တွေးတော်ရင်ဝင်းနေနေတာလားမမလေး အိုးပြောရလိုက်တာမောင်ပန်သူရေမမလေးကမောင်ပန်သူရဲ့စိတ်ဓာတ်ကိုအော်ချင်းများစွာနဲ့ချီးမွမ်းနေမိတာပါ ဗျာကျွန်တော်ကမမလေးကအံ့ဩတယ်ဟုတ်လား ဟုတ်တယ်မမလေးကဒီလောက်အဆင့်အတန်းခွဲခြားပြီးတော့မောင်နဲ့ဆက်ဆံနေတာတော့မမလေးအပေါ်မှာစီဒနာကြီးအပြည့်အဝထားနိုင်ပြီလို့ ဒီခံခွင့်လို့ချင်းဒီပျော်ရွှင်ခြင်းဤတော့ကျဖြစ်ပါသည်တဲ့ အချိန်ကမမလေးပြောမှဆိုမှရှိခဲ့တာလေခွင့်မပါဘူးမမလေးမင်းကိုတောင်းမှမခွင့် ထောင်လွှမ်းမာနရှိလုံးကလေးနေကြနောက်ဆုံးရှိကြည်ဤဆိုတဲ့တန်ဝေကတရားဟာမမလေးအပေါ်မှာနားလေခွင့်လို့တတ်ဖို့အတွက်ကျွန်တော်ကိုအမြဲလက်တို့ဆုံးမနေလေပါကျွန်တော်ဘလို့မျိုးမှမခံစားမိကြတာအမှန်မမလေး တာဒုပါမောင်ပန်သူရေ ခုရဲ့ပိုင်ကိုရန်ထိတ်ထားတော့အိမ်ကိုရောက်သေးလားယင် ။အိုးဘာကိစ္စရှိလို့တို့ကသွားနေရအောင်မှလဲဒေစီရဲ့ ဩသူ့မှာတို့တွေအဆွဲကောင်းလို့ဘကိုးကိုလိုက်ခဲ့မိတာနဲ့အခုဒုက္ခိတဘွားကိုရောက်ရချတယ်မဟုတ်လားကွာ ။ခုဆိုသူကမြအိန္ဒိယအိမ်ပြေနောက်မထွက်ရဲချဘူးဆိုတယ် ဒေစီရောရောက်သေးလို့လား ဟိုဒေစီရလေကိုရန်အဲ့ဒီအိမ်ကိုမကြခဏသွားထက်လွန်းလို့တာမင်းနေရတာပါဒေစီလည်းတစ်ခါမှမရောက်ဖြစ်ပါဘူးမရောက်ဖြစ်ဆိုအားရမှမရှိရဲနဲ့ ။ဘာတွေအလုံးများနေလို့လဲဒေစီဟာ ဟောဒီကကိုဝေရန်ကြီးနဲ့ရှောက်ရှောက်လဲနေရလို့လေထိတ်ထားအနားယူသွားမှာပဲဒီကမိဒေစီတို့လည်းကိုဝေရန်ကြီးနဲ့အတိုးချပြီးလဲရတော့တယ် ။အိုးဒီလိုမပြောပါနဲ့ဒေစီဟာ မဲဒီလိုမပြောလို့ဘယ်လိုပြောရမှာလဲတခါတည်းဖြစ်နေလိုက်တာအရင်လုံးကထိတ်ထားမှထိတ်ထားဒီကပြချတယ်ကိုမရှိဘူးမသိတာပြနာပါသွားပါခုမှဒေစီဘက်ကိုလှည့်လာတာမဟုတ်လားပြောစမ်းမအောင် ။အော်မဟုတ်ရပါဘူးညာ။တကယ်ပါ။ဖျားစု ဒါကြည့်ရင်အခုမှဘာဖြစ်လို့ထိတ်ထားကိုပြစ်ပြီးတော့ဒေစီနဲ့လာတွဲနေရတာလဲလို့ ဒေစီရဲ့ခုနေခါမျိုးမှာထိတ်ထားကကျွဲသွားတဲလာလို့လို့မှညနေပန်းမှမလှတဲ့ဟာကြီးကိုပဲ အေးပေါ့ဘယ်လှနိုင်မှာတော့မလဲအဲ့ဒီလိုဘဝမျိုးရောက်အောင်ပို့ဆောင်လမ်းညွန်ပေးလိုက်တဲ့တိတိခံကရောဘာတူလဲကွာ ။အောင်မဟဲ့ကောင်နင်ဘာတွေလာပြောနေတာလဲကွာဟဲ့ ပန်းကြီးကိုကင်ပြီးဗတိုင်းပင်နဲ့ဘေးနားမှာမှန်ပြမနေစမ်းပါနဲ့ကွာတစင်ကိုစင်ထိုးပြီးတစ်ခွာကိုမြေမှာတွင်းတူးဆိုင်တဲ့လူမိုက်အလုပ်တွေကိုရှာပွေလုပ်ခဲ့တာလဲမင်းပြက်စီးလက်တာကမှမိုးပြေးပါတယ်ဆိုပြီးတော့မဟာပုံကြီးတွေချက်ပြီးတက်ချုပ်ကိုဟန်လုပ်ပြခဲ့တာလဲမင်းတင်လဲတင်ကြလဲကြပါကွာဒီကြားတဲ့ကမိထီလာကံမောင်ရိုးအချိုးမှာငါဖောင်ရိုးတကောင်တော့မင်းမိအောင်ဖမ်းလိုက်နိုင်သေးတယ်နော် အမမဲကြည်စမ်းမအောင်စောစောကားကားဒီစီကိုများငါဖောင်ရိုးတဲ့ ကျွန်တော်မျိုးကလက်ညှိုးထိုးပြီးအိုးစွခွက်စွလည်းမပြုတ်ရသေးပါလားမဟွာရေကိုကကိုမလုံမလဲဖြစ်တိုင်လေအနေထိုင်လေးတော့ဆင်ញင်မှပေါ့ ဘာပြောလဲရှင် ဟုတ်တယ်လေအယိုးနာမှာကိုကြောက်ရင်တောင်မော်ကခုံမချရဘူးအမျိုးနာမှာကြောက်ရင်လေမောင်တော်ဖရရဲ့လို့တွေ့ရလမ်းဘေးကအကောင်ကိုယုံပြီးကိုပုံမပြရဘူးတဲ့မမှတ်မိရင်စာအုပ်ကလေးနဲ့ရေးထားလိုက်ပါ ဘာမှ ကြက်ခေါင်ရင်းနဲ့ဒူးထောက်လက်မြောက်အရှုံးပေးသွားပြီလားမဟွာအေးဗျာဇလက်ဝါနဲ့ဖောင်းဦးကွဲတရားအယိုးဆွဲဗရောက်မင်းနဲ့မစင်တွင်မြင်ကွင်းကဆန့်ကျင်ဘက်မှုငရဖင်ဘက်ကငနှစ်ကောင်ဖမ်းကျင်နေတဲ့ကောင်ကိုစေတနာနဲ့ဝေးဝေးရှောင်ခိုင်းနေတာပေါ့ ဟဲ့ကောင်တော့တိုက်မင်းကကပိလနေပြီကိုကိုစားပြုတဲ့ကာလူဓာကြီးအမတ်လို့ဗဇက်တနနဲ့ဒလဇတ်ပြစ်နေကြလားကွာဝမ်းနေပါလေတငယ်ကြီးရဲ့ဝေယံကလေထန်တာလည်းမပူဘူးကွာရေဆန်ရမှာကလည်းဂီယူစိတ်တဲ့ကောင်မဟုတ်ဘူးကွာမင်းသိထား အနေမမှန်ရင်တော့ဝေဘာနာကိုမင်းရင်ဆိုင်ဖြည့်ရှင်းရရမှာပေါ့ကွာအေးတူဘွားမှာမပူရပေမဲ့ပေအလက်မှာအမေရဲ့လို့မတမီအောင်ကြိုးစားပြီးအားမွေးထားပါဒါပါပဲငါသွားမယ်အော်မဟွာကျွန်တော်ပြန်လိုက်ပါဦး မလို့ပါဘူး ဟုတ်ကဲ့နှုတ်ဆက်မိတဲ့ပါဇက်အဖြစ်ပါဗျာကြားစာပဲဖြစ်ဖြစ်လင်းတာပဲနာနာခွေးပဲစားစားနောက်တစ်ခါများရောင်လို့လှည့်ကြည့်မိရင်ပြောကျင်တိုင်းပြောတကယ်ကိုရင်မောရပါလားမိန်းကလေးရေလာမယ်ဒီတစ်ခါမင်းအလဲ
မောင်ပန်သူ့လည်းမမလေးအတွက်တစ်ချက်ကလေးမှနားရတယ်မရှိဘူးနော်ဒီနေ့လေအစောကြီးတွေကမောင်ပန်သူ့တို့အလုပ်တွေများနေလိုက်ကြတယ်ဒီကဘာတွေများခိုင်းထားလို့ပါလဲဟင် အော်ဦးလေးကမမလေးကိုဒီနေ့အစီအစဉ်တွေဘာတစ်ခုမှပြောပြမထားသေးဘူးထင်တယ် ဒီနေ့အစီအစဉ်ဟာမောင်ပန်သူ ဟုတ်ကဲ့ မမလေးလည်းဘာတစ်ခုမှမသိရသေးပါလားကွာဘာအစီအစဉ်တွေများလဲဟင် ဟောမန္တလေးကဦးလေးရဲ့အချစ်ဆုံးတငယ်ချင်းဥပမင်းဆိုတာဒီနေ့ညနေအိမ်ကိုလာလဲမယ်တဲ့ အော်ဥပမင်းဆိုတာကိုဖေမကြခဏပြောနေလို့ကြားဘူးနေတာတော့ကြားပါဘူးဒါပေမဲ့တခါမှတော့မတွေ့ဘူးလေဘာကိစ္စနဲ့လာမှာလဲ သားရေးသမီးရေးကိစ္စဆိုလားပဲ ဘာရင်ဘယ်လိုလုံးမပါဘူး ဟုတ်တယ်မမလေးရဲ့ဥပမင်းရဲ့သားနဲ့မမလေးကိုလက်ဆက်ပေးမလို့ဆိုလားဘာဆိုလားပဲ အိုးမဖြစ်နိုင်လားကိုကြီးမင်းနားကြလွဲလာလို့ဖြစ်ပါလိမ့်မယ် ဘာဖြစ်လို့လဲမမလေး မမလေးဒီလိုဘဝမျိုးမရောက်ခင်တော့ဆိုယူမိကောင်းယူမိပါလိမ့်မယ်ကွာဒါပေမဲ့ဒီနေ့ဒီအချိန်ဒီဘဝမျိုးမှာဒီလိုလူမျိုးတွေကဒီလိုစိတ်ကူးမျိုးသူတို့ကောင်းနေမှာထည့်ထားနိုင်ကြပါမလားမပန်းသူမိမေမမရဲ့ဥပဒါကြားရနေစဉ်းစားကြည့်စမ်းပါဦးဒါမှမဟုတ်ရင်မမလေးအဖြစ်ကိုသူတို့မသိကြသေးလို့ပဲဖြစ်ပါလိမ့်မယ် သမီးရဲ့အဖြစ်ကိုသူတို့အလုံးစုံသိထားပြီးနေကြပါ ဖေဖေ ဟုတ်တယ်သမီးဟုတ်တယ်ဖြစ်တငယ်ချင်းကသမီးရဲ့အဖြစ်ကိုလာကြည့်ရင်းနဲ့တက်လက်စားတဲ့သားရေးသမီးရဲ့ကိစ္စကိုပါဒီစီပြင်သွားမှာသမီးရဲ့ သမီးတို့ငါရှိလို့သာကြားနေရတယ်ဖေဖေ အေး သမီးတို့ရုပ်ပြည့်စင်းနေတယ်ချီတစ်ဖက်မရှိတော့တဲ့ဒုက္ခိတမှမတယောက်ဖေဖေတငယ်ချင်းကစိတ်ရင်းကောင်းတဲ့မျက်စိမှိတ်ပြီးတော့စီစဉ်နေတယ်ပဲထားပါသူ့ရဲ့သားလိုက်သူ့အဖေရဲ့အလူဆန်လာကြည်ကြည်ပြီးလက်ရွံးနိုင်မှာမလားဖေဖေဟင်ဒီတော့မဖြစ်နိုင်တာတွေမစီစဉ်မှနေတော့လားဖေဖေသမီးတောင်းမှမ ဖြစ်တငယ်ချင်းရဲ့သားကလည်းသမီးလူဘွဲ့ရပြီးသားလူငယ်တစ်ယောက်အခုမှလည်းတွေးခေါ်မျှော်မြင်တတ်တဲ့အသည့်တရားတော့ရှိတော့ဘူးပေါ့သမီး အဲ့ဒီတွေးခေါ်မျှော်မြင်တတ်တဲ့အရွယ်မို့လို့ပြောနေရတာပါဖေဖေလူဆိုတာအခက်သားလားဝင်းလေးကဖြူစင်နဲ့ဣဇဒအချင်းတရံနဲ့ပြင်ပအရေးပြားဗဟိယအစင်းဟောင်းပိုးပြီးတော့မျက်နှာခင်တွေ့ကြတာမျိုးဆိုတော့သမီးရဲ့ဘဝသူ့ရဲ့အိမ်အောင်ရှင်မအဖြစ်နေရာပေးရွေးချယ်တဲ့စီးရင်နဲ့မပေါင်းနိုင်ပါဘူးကိုကြောင့်တကားသူစိတ်ဆင်းရဲကိုစင်းမဖြစ်ပါစေနဲ့တော့ခင်ဗျအရှင်းဆုံးပြောရရင်သမီးဘဝမှာအချစ်ဆိုတာသေဆုံးပြောက်ွယ်ခဲ့ပါပြီဒီတော့အကြီးတန်းအလှမ်းအထီးတန်းဘဝသမီးစိတ်ကြိုက်ရွေးချယ်ပိုင်မှုပြီးလိုက်ပါတော့ခင်ဗျ အော်သမီးလေးရဲ့လောကမှာမနှောအလှကိုညှက်လို့ရတဲ့လူတွေလည်းအများကြီးရှိပါဘူးငါသမီးဘဝမှာဘယ်တုန်းကမှမျှော်လင့်မထားခဲ့တယ်မမျှော်လင့်ရင်းတွေဟာမကြမီအချိန်တော့အတွင်းမှာမျှော်လင့်ချက်ကြောင့်ဒီတန်းလာတော့မယ်ဆိုရင်သမီးလေးယုံမလားဟင် သူ့ကိုမှဒုက္ခမပေးချင်တော့တဲ့စေတနာအရှင်းခံစကားနဲ့ပြောရရင် ပြောပါဦး အခုဖေဖေပြောနေတဲ့စကားတွေကသမီးရဲ့အိမ်နဲ့ကပါလေတည်ငါခဏတာအဖြစ်အပျက်ကလေးတစ်ခုပဲဖြစ်ပါလိမ့်သမီးဆူတောင်းနေပါလေဖေဖေ ကဲခမင်းပွဲပြင်ဆင်ပြီးရင်တက်လက်စားတဲ့အချိုးပွဲတွေပါအသင့်လုပ်ထားကြစမ်း ဟုတ်ကဲ့ အတော်ကြာဆိုရင်ငါတငယ်ချင်းနဲ့သူ့မိသားစုရောက်လာကြတော့ အားလုံးပဲအစင်းလေးဖြစ်နေပါပြီဦးလေး အေးအေးဒါဖြင့် ဟုတ်ကဲ့ ခမင်းပွဲကိုခဏတစ်ဖြုတ်အုပ်ဆိုင်ထားလိုက်ကြအောင်ကွာနော် ဟုတ်ကဲ့ခင်ဗျ ငါလည်းခြံဝမှာတငယ်ချင်းမိသားစုကိုဖက်ထိုးလိုက်ဦးမယ်ကွာ ဟုတ်ကဲ့ပါဦးလေးဟုတ်ကဲ့ ကြော်ကြဧည့်သည်တွေရောက်လာကြတော့မှာဟာမမလေးကခုချိန်ကြီးဘာတစ်ခုမှလည်းပြင်ဆင်မထားသေးပါဘူးအဝတ်စားလေးပါလေးလဲလဲထားအောင်မှာဗောမမလေး မမလေးကဒီနေ့ဒီအချိန်မှာအ
သက်ရှင်နေသေးတယ်လှုပ်ရှားနိုင်မှုရှိနေသေးတယ်ခံစားမှုဆိုတဲ့နှလုံးသားရှင်ထဲမှာမရှိတော့ဘူးဘာဆိုပါပြုပြင်မောင်းမှန်ခြင်းစိတ်မရှိတော့ပါဘူးမောင်ပန်သူရဲ့ ဘာလဲမမလေးကကိုမှန်ထဲမှာပြန်ကြည့်ပြီးအားငယ်နေတာဟမ်အဲ့ဒီလိုမျိုးဆိုရင်မမလေးရဲ့အတွေးခေါ်တွေမှားသွားမှာပေါ့မမလေးရဲ့ဘဝဟာအခုလိုဖြစ်လာပြီးမှတကယ်လှလာပါတယ်လို့ကျွန်တော်ကပြောရင်မမလေးယုံတယ် မမလေးကိုမြင်တကယ်အားပေးနေတာလားဒါမှမဟုတ်မမလေးအပြင်းပြေအောင်ရှိစရာတွေကိုပေးရထိုင်ပြောပေးနေတာလားကို ကျွန်တော်ဟာကြီးစရာပြောတတ်တဲ့လူရှင်တော်တယောက်မဟုတ်ပါအတီးအခန့်နဲ့အပီအတန့်စကားတွေကိုရွေးချယ်ပြီးပြောပြနေတာပါဗျာလူမျိုးတစ်မျိုးလုံးရဲ့လိမ္မာရင်ကျေးခြင်းတွေမိခင်များ၏လက်ထဲတွင်ရှိသည်ဆိုတဲ့ဆောင်းပုဒ်ကိုမိခင်ဘဝမရောက်ကြသေးတဲ့အပြိုစင်အမျိုးကောင်းသမီးလေးတွေတိုင်းကငါတို့နဲ့မဆိုင်ဘူးလို့သဘောထားနေကြတယ်အများပါကျွန်တော်ကိုစိတ်မဆိုးဘူးဆိုရင်တော့ကျွန်တော်ရဲရဲကြီးစကားတစ်ခွန်းလောက်ပြောချင်တယ် ပြောပါမောင်ပန်သူရဲ့ပြောပါ အခုကျွန်တော်ပြောမယ့်စကားထဲမှာအရင်တုန်းကမမလေးတယောက်လည်းပါခဲ့ဘူးပါလေမမလေးရဲ့ရင်ထဲမှာတနေ့ကြာရင်ငါဟာမိခင်ဘဝရောက်ရအောင်မှာပါလားငါကစပြီးကြိုတင်လိမ္မာထားမှနောင်လာနောက်သားလေးတွေရဲ့ဘဝဟာလိမ္မာရေးချရှိလာမှာပါလားလို့လုံးဝတွေးခဲ့ပေါ့ပေါ့နေပေါ့ပေါ့စားပေါ့ပေါ့သွားပေါ့ပေါ့လားနေခဲ့တာအခုမှလုံးဝအချိန်သေးသွားခဲ့တာပဲမဟုတ် ပြောပါမောင်ပန်သူရဲ့ပြောပါမင်းပြောတယ်လို့တစ်ချိန်ကမမလေးနေခဲ့ထိုင်ခဲ့မိတယ်ဆိုတာမမလေးဝန်ခံပါရဲ့ မမလေးအခုလိုဘဝမျိုးနဲ့အမြင်မှန်စောစောစီးစီးရလာတာဟာအများကြီးဝန်တာဖို့ကောင်းတယ်နော်လောကရဲ့သဘာဝကမင်းကလေးတယောက်မတော်တဆပြက်စီးရင်မိန်းမအချင်းချင်းကဝိုင်းပြီးရှုံချတတ်ကြတဲ့အတွက်တော်ရုံတန်ရုံမင်းကလေးတွေဟာကောင်းကျင်ပါလျက်နဲ့ကောင်းခွင့်ပြန်မရခဲ့ကြတာတွေကလည်းအများတကအများကြီးပါ အော် အခုဒီကိစ္စတွေကိုမမလေးဘဝနဲ့လဲပြီးသင်ခန်းစာတွေအများကြီးရခဲ့ကြပြီမို့ ဟုတ်တယ်ဟုတ်တယ် အတိတရားတွေနှလုံးသားထဲမှာသွင်းထားပြီးတော့မိန်းကလေးပီတဆိုတာကြင့်ကြံနေထိုင်တတ်ခြင်းဟာမိန်းကလေးတယောက်ရဲ့တကယ်အမွန်မြတ်ဆုံးအချိန်နဲ့တိမ်တောက်လှပခြင်းအစ်စ်အမှန်မှမမလေး အော်မောင်ပန်သူရဲ့ ဟဲ့ကောင်ကြီးဗမ်းမင်းဟာကြည်စမ်းမင်းကတော့ခုချိန်ကြီးလူပြိုတော့ပါပဲလားကွာဟေးအေးလာကြကွာလာကြဟိုငါတငယ်ချင်းကြီးလာမယ်ဆိုလို့အိမ်မှာအစည်းအဝေးလေးအားလုံးလှုပ်ထားတယ်ကွာ ဟာငါကြိုတင်ပြီးဖုံးဆက်ထားပါရဲ့ဘာဖြစ်လို့အပူတွေရှာလောက်ထားရတာလဲကွဟေးငါလာရခြင်းကိစ္စစားရေးတောက်ရေးကလားပါမညပါဟာအဓိကကလည်းငါချွေးမလောင်းကိုကြည့်ရင်လို့ဟေးကြည့်ရင်လို့ခေါ်လိုက်စမ်းမအောင်ဟာ ငါတငယ်ချင်းရဲ့သားကတော့တကယ်ကိုတစ်ထောင်မှတစ်ယောက်ရှားမှရှားတယ်အားကလူငယ်ပါပဲကွာသူ့အတွက်ကိန်းသူ့ပုံစံနဲ့သူ့အိမ်တောင်ကြီးကတော့သူ့ဘဝအတွက်အံဝင်ခွင့်ကြပါပဲဟိကိုအားကိုဆိုတာမင်းရဲ့သားလိုလူမျိုးမှတကယ်အစ်စ်ကွာ ဟာဘာဖြစ်လို့လဲဟာပြောစမ်းမ ဟေးလေမင်းသားရဲ့ဆန္ဒအရာငါတို့နှစ်ဖက်လူကြီးတွေကစပြီးတော့သူ့စိတ်ကြိုက်ကိုလိုက်ပြီးမတိဟန်ဆောင်ပေးနေခဲ့ရတာကွာအခုဆိုအခါလေကြော်ကြော်ရှိသွားပြီမဟုတ်လား အေးဟုတ်တယ်ကွာငါတို့ကလူကြီးချင်းစကားပြောဆိုပြီးတော့ပြီးခဲ့တာပါပဲဟိုနေ့ထဲကဒီကောင်ကြီးကိုပေးစားဖို့စီစဉ်ထားခဲ့တာကိုငါသားကဂုံကိုဂုံနဲ့ထပ်နဲ့မင်္ဂလာပွဲမျိုးအလိုမရှိပါဘူးဆိုလို့သူ့အလိုကြဖြစ်အောင်မင်းအိမ်ကိုလွတ်ပြီးတော့မင်းရဲ့သမီးလည်းမသိရလေအောင်အလုတ်သမားဘဝမျိုးနဲ့ပို့ပေးထားခဲ့တာပဲမဟုတ်လား အေးလေ အခုလက်ရှိအခြေအနေကိုလည်းသိစမ်းပြစီဘုံဟာ လက်ရှိအခြေအနေမှာမင်းသားရဲ့စိတ်သက်စစ်စင်ရေးလိမ်မှာပန်းနှံ့မှုကြောင့်တို့လူကြီးတွေကြားဝင်ပြီးဂုံပကာတနာနဲ့လမ်းခင်းပေးကြတော့မလိုတော့ပါဘူးကွာဟေးဒီတိုင်းလူကြီးတွေဘေးကလက်ပိုက်ကြည့်နေုံနဲ့သူတို့ရဲ့မြစ်တာခီးကတွင်ကျဲပေါက်မြောက်ခီးရောက်နိုင်နေပြီဆိုပါတော့ကွာငါကလည်းငါရဲ့ကိုစားငါဘလို့ဆိုဆုံးမလို့မှမရတယ်ငါရဲ့သမီးကိုပြုပြင်နားချသွန်သင်ဆုံးမပြီးခဲ့တယ်ငါရဲ့တမက်လောင်းကိုခုချိန်မှာရွှေစင်10တောင်းနဲ့မလဲနိုင်တော့ဘူးဟေးမလဲနိုင်တော့ဘူးဟာ သဘောကျသွားပြီကွာသဘောကျသွားပြီ ကျွန်တော်ကိုစိတ်ဆိုးနေပြီလားမမလေး စိတ်တော်မဆိုးပါဒါပေမဲ့စိတ်မကောင်းတော့ဖြစ်မိတာပေါ့ဒီကပြောတာဆိုတာတွေကို तू ခေါင်းငုံပြီးခံရရတယ်မလား
ခွင့်လို့ချင်းလက်နဲ့ဟာလောကမှာအထက်မြတ်ဆုံးဆိုတာမမလေးမေ့နေလို့ဖြစ်ပါလိမ့်မယ် ညီစမ်းမအောင်ဘာဖြစ်လို့အခုလိုစီစဉ်ရတာဟင် မမလေးနဲ့ရာသက်ပံလက်တွဲသွားခြင်းလို့တလင်တမယာစနစ်ကိုညံ့နိုးလို့ အော်မိဘတွေစီစဉ်တာကိုလက်ပိုက်ကောင်းမြင်ပြီးတော့နာခံလိုက်ရင်လေလက်တွဲသွားလို့ရနိုင်နေတဲ့ဥစ္စာတွေတက်တက်နဲ့ကိုဒုက္ခကိုရှာတယ် ကိုဒုက္ခကိုရှာတာပါမမလေးရဲ့ ဟင် မိဘတွေစီစဉ်တာကိုအသာတကြီးလက်ခံပြီးမမလေးနဲ့ပြီးခဲ့တဲ့နှစ်ကလက်ဆက်ခဲ့ရဲ့ခုလောက်ဆိုတယောက်တစ်ခွဲစီပြန်ဖြစ်နေကြရောပေါ့ ကဲစူစမ်းမအောင်ကိုရွှေအချစ်အပြီးတမှာဆရာကြီးရဲ့ ဟုတ်တယ်လေ ကျွန်တော်ကအချိုဆိုရင်မမလေးကအခါကျွန်တော်ကအမှားဆိုရင်မမလေးကအမှန်အဲ့ဒီလိုဆိုင်ငင်မှုလေးတွေများလာတဲ့နေ့ဟာမမလေးနဲ့ကျွန်တော်ရဲ့အိမ်တော်ရေးတက်တန်းကုံဆုံးတဲ့နေ့ပဲပေါ့ ခုတော့ရော မမလေးဝေရန်တို့အုပ်စုကိုရာတက်ပံလက်တွဲဖြုတ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ဟာကျွန်တော်တို့ရဲ့အိမ်တော်ရေးအခမ်းအနားကိုဖွင့်လှစ်ပွဲကျင်းပတဲ့နေ့ပဲပေါ့ ပကာကနာပင်မြင့်စံနေတဲ့ဂုံဒနာဟန်တရုတ်ကိုမမလေးရဲ့နှလုံးသားတွေကရာသက်ပံနှင်ထုတ်ပစ်လိုက်ပါလို့မပန်သူရဲ့ ကဲဒါဆိုရင်ဘာလို့သေးတယ်လဲ မမလေးနဲ့မောင်လေးတွဲပြီးတော့ပွဲလည်မတင့်နိုင်ဘူးမမလေးရဲ့လက်ရှိဘဝဟာမောင်လေးရဲ့အိမ်အောင်ကြီးမှာအလူအဆုံအချက်ကြီးတစ်ချက်ဖြစ်လိမ့်မယ်လို့မမလေးထင်နေတယ် ငကိုကလေးကထိတ်ထားဆိုတဲ့အမျိုးသမီးကိုချစ်လို့ဒီအိမ်မှာလာပြီးဒုက္ခခံနေတာမှမဟုတ်ပဲ မမလေးကိုချစ်လို့မဟုတ်ဘူးဟာလာမောင်ပန်သူ မမလေးကိုချစ်လို့မဟုတ်ဘူးလို့ဘယ်သူကပြောနေလို့လဲကျွန်တော်ပြောနေတာကထိတ်ထားဆိုတဲ့ချောချောလှလှမာနကြီးကြီးတဖေးသမီးကိုပြောနေတာ မမလေးတော့မောင်ပန်သူရဲ့စကားတွေကိုဘယ်လို့မှနားမလည်နိုင်တော့ဘူးကွယ် ကျွန်တော်စကားတွေကိုမမလေးကအမှုမဲ့အမှတ်မဲ့နေလိုက်လို့ပါလောကမှာချစ်တယ်ဆိုတဲ့စကားလုံးလေးနှလုံးရဲ့အနဲ့အထိပ္ပယ်ကဖွင့်ဆိုလိုက်ရင်ကျေပြန့်လွန်းလာပါတယ်မမလေးဥပမာနာမည်လှလှလေးတွေကိုမှရွေးပြီးသဘောကျတတ်တဲ့ကြပြဆရာတွေကထိတ်ထားဆိုတဲ့နာမည်လေးကိုချစ်မယ်အချောလာကိုသဘောကျတဲ့ပကြီးပြင်လုံးပိုင်ရှင်အကူကာလာသားတွေကထိတ်ထားရဲ့အပေါ်ယံအကြီးပြအလှကိုချစ်ကြ အိုး တဏပင်မကိုအလေးထားတဲ့သွေးသားရမဲ့ဘလူးတွေကထိတ်ထားဆိုတဲ့မမလေးရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုချစ်ကြရတာရင်ဘာနှစ်ခုတိုက်တူးမယ်ဆိုတဲ့ပိုင်းလုံးတွေကမမလေးပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာယရနာတွေကိုချစ်ကြချီဆင်းပြီးအပြည့်ထူတတ်တဲ့ယောက်ျားမျိုးတွေကြတော့မမလေးရဲ့ထမိန်နာကိုစားဖို့အတွက်မမထိတ်ထားရဲ့အတတ်ပညာကိုချစ်ကြကျွန်တော်ပြောတဲ့စကားတွေထဲမှာအမပေးစရာအချက်တစ်ခုတလေများပါသွားသေးလားမမ အိုးမောင်ပန်သူပြောတဲ့အချက်တွေကအားလုံးမှန်ကန်ပါတယ်ကွယ် အဲ့ဓာတွေအားလုံးကိုကျွန်တော်ဘာတစ်ခုမှမချစ်ဘူးအဲ့ဓာတွေကိုချစ်လို့ဒုက္ခလာခံနေတာလည်းမဟုတ်ဘူးကျွန်တော်မြန်နိုးတာကမမလေးကျွန်တော်ချစ်တာကမမလေးရဲ့ရင်ထဲကနှလုံးသားကျွန်တော်လူလာတာကငင်းချမ်းတဲ့အိမ်တော်ကြီး အဲ့ဒါဆိုရင်ငါမောင်မင်းတို့လိုပဲမမလေးပြန်မေးပြရစီတော့ကွယ်ဒါဆိုရင်အခုငါမောင်ရဲ့ဘဝမှာဘာလို့နေသေးလို့လဲ ဟာပေးမဲ့သူကကျွန်တော်လူချင်တာတွေကိုတရားဝင်ဘယ်မှာပေးသေးလို့လဲ အခုပေးနေပြီပဲမမမောင်ရဲ့ တကယ် အော်ဆရာကြီးနော်ထိတ်ထားကိုချစ်လို့မဟုတ်ဘူးဆို ဟုတ်တယ်လေမမလေးဆိုတဲ့အချစ်ကိုချစ်လို့ပဲ လမ်းဝင်ရဲ့ပန်းကလေးဝင်မှုပန်းစင်မှုရဲ့ကုသရဲ့ထုံးမလုံးပါလို့ရဲ့ မမတိတ်ချရတဲ့မောင်ကြီးရဲ့မမရဲ့အချစ်ကိုညာယူခဲ့တယ် ဘဝရဲ့ဒသနာတိညာတွေကိုနားလေမမရဲ့စိတ်သက်တွေကိုပြယူခဲ့တယ် ဓမ္မဟုသောရှေ့လေးမရှိဘူးကွယ်ခုတော့မမရဲ့မှာဒါတွေနားလေ ချစ်လို့ပြောတာစိတ်မဆိုးနဲ့ချစ်စစ်တို့ရဲ့လမ်းဟာမပြောင်းဘူးကွယ် တလင်းတမယာစနစ်ကိုထူထောင်လို့ရဲ့ဘဝခီးချောက်လုံးမှာကြောရှင်ရမယ် ဘုံကနာသုံးပါးပဲတဲ့အိမ်ရောက်ရည်ရဲ့ မုံမြတ်တန်ရှင်းတန်စီအိမ်ရောက်ရည်တွေတစ်ပယ်လုံးခံရတဲ့ပညာပြည့်မယ်ချစ်လို့ဦးဇလန်းကြီးရဲ့ရည်ရွယ်ချက်တွေ ဘုံကနာသုံးပါးပဲ တဲ့အိမ်ရောက်ရည်တွေမုံမြတ်တန်ရှင်းတန်စီအိမ်ရောက်ရည်တွေတစ်ပယ်လုံးခံရတဲ့ပညာပြည့်မယ်ချစ်လို့ဦးဇလန်းကြီးရဲ့ရည်ရွယ်ချက်တွေ ဘုံကနာ သုံးပါးတဲ့အိမ်ရောက်ရည်တွေမုံမြတ်တန်ရှင်းတန်စီအိမ်ရောက် ချစ်တော်တာကျင်များခင်ဗျာစိုးခန့်ဂျိုးပင်ကောင်းရဲ့ဝတ္ထုဇာညုံကိုလူငယ်ဒါရိုက်တာကျင်ထောင်းအောင်ကစီစဉ်တင်ဆက်လိုက်တော့ချစ်လို့ဟုတ်ဘူးဆိုတဲ့ဒီဇာတ်လမ်းမှာပါဝင်ပြောက်ဆောင်ထားကြသောအမှုပညာရှင်များကတော့ပကြီးလေးဝင်ဒနုပြူကြီးကြီးသိမ့်
ကြိုက်လက်တင်လှကျွေချန်တမ်းမြေပျော်တော်ဆက်မောင်အေးယာမြတ်ဆိုင်ဦးငိမ့်ငိမ့်ညင်းတို့ကအဓိကပါဝင်ပြုတ်ဆောင်ထားကြပါတယ်ဇလန်းမှာတေးသချင်းများကိုညွန့်လှိုင်လှိုင်ကရေးဆက်တီးကုန်းပြီးညွန့်လှိုင်လှိုင်တက္ကသိုလ်ဂုံးမုံတို့ကစံလျာမောင်မျိုးခင်လေးမျိုးထွန်းကျော်ခေတ်ပေါ်တိတ်ဂီတာအဖွဲ့နဲ့တွဲဖက်တီဆိုတိခတ်ပေးထားကြပြီးဥတင်အေးရန်ကုန်စတီဒီယိုမှာအတန်ဖမ်းယူပေးထားပါတယ်။ဒီလုံးမူပိုင်ဖြစ်မိုးပလဲတေးတံဖြန့်ကြည့်ရေးအမှတ်980အောက်ကျင်းမြင့်နိုင်လမ်းရန်ကုန်မြို့မှာဒီလုံးဖြန့်ကြည့်လိုက်ပါကြောင်းသတင်းကောင်းပါရင်တောတာရှင်ပေါက်ပြည့်ထောင်အားရရှိပါစေခင်ဗျာ။ ဘုံဘဝမှာကျုံဆုံရရဲ့ချစ်